ဒီနေ့သာသနာတော်နှစ်2558ခုကောဇာတိတိ1386ခုအတော်လာပြီးတော့14ရက်2014ခု12လပိုင်း20ရက်စနေနေ့ညချမ်းခါကာလမှာရန်ကုန်တိုင်းဒေသကြီးရန်ကုန်မြို့တာမွေမြို့နယ်ကျောင်းမြောင်းကျောက်ရည်တွင်လမ်းမိသားစုကြာတော်လေးပါးဆွမ်းအောင်တဲ့တတိယအကြိမ်မြောက်ဆွမ်းအောင်ပွဲဖြစ်ဆင်ရင်ကျင်းပကြတဲ့ဓမ္မဒါနဓမ္မပူဇာတရားပွဲတွင်မှာတရားပွဲမှာဒီအလူရှင်များဖြစ်ကြတဲ့တရားကြီးအညာသိန်းဓမ္မကြီးတော်သဇင်မိသားစုဒီမိသားစုရဲ့ဓမ္မဒါနကောင်းမှုကိုအကြောင်းပြုပြီးတော့ကြာတော်လေးပါးဆွမ်းအောင်တဲ့မှာကြီးမှုပြီးတော့ကျင်းပကြတဲ့ဓမ္မဒါနဓမ္မပူဇာတရားပွဲတွေမှာဦးဇင်းတို့ဒီနေ့နောက်ဆုံးညဖြစ်တဲ့ပေတော်ကောင်းတော်ဟောတို့ကိုမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားဒေသနာတော်တို့ကိုဟောကြားခွင့်ရပါပြီ။ပေတော်ကောင်းတော်ဟောတို့လည်းမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားဒေသနာတော်တို့ကိုနာယူကြည်ညိုခွင့်ရကြတယ်။ဒီတော့ဒီနေ့ညတရားနာရောက်ရှိလာရတဲ့ပေတော်ကောင်းတော်ဟောတို့ကိုဦးဇင်းတို့ဗတ်တရားဟောမှလည်းဆိုလို့ရှိရဲ့ကုဋ္ဌကနိကေဓမ္မဝရပါဠိတော်ပိယဝေမာလာရှိတဲ့တယောဇနပပ္ပစိကဝတ္ထုလို့တာဏာတေမတိမြကြီးများကောင်းစဉ်ပေးပြီးတော့မှတ်တမ်းတင်တော်မူခဲ့တဲ့အဲဒီနေတာဝတ္ထုကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောကြားထားတဲ့တရားဂါထာတော်တွေကိုအခြေခံပြီးတော့နောက်ပြီးတော့ဦးဇင်းတို့အဂုတ္တပါဠိတော်စတုကနိပမာလာရှိတဲ့ပေမသုတ်တံအဂုတ္တပါဠိတော်ပင်စကနိပမာလာရှိတဲ့အာကာတဝိနယသုတ်တံအာကာတပတိဝိနယသုတ်တံဆိုတဲ့ဒီသုတ်တံတွေကိုအခြေခံပြီးတော့ချစ်ခြင်းမုန်းခြင်းလွတ်မြောက်ခြင်းလို့တရားကောင်းစဉ်လေးပြီးပြီးတော့ပိဋကဘောင်တော်တို့ကိုအရင်တော့ဟောပါမယ်လောကကြီးမှာပုထုဇဉ်လူသားတွေဖြစ်တဲ့သူကိုယ်ကိုမကင်းနိုင်ကြတဲ့ချစ်ခြင်းနဲ့မုန်းခြင်းတရားဒီချစ်ခြင်းမုန်းခြင်းနဲ့ပတ်သက်ပြီးတော့ဒီချစ်ခြင်းမုန်းခြင်းဆိုတဲ့တရားတွေဟာဘာကြောင့်ဖြစ်ပေါ်လာတာလဲဒီချစ်ခြင်းမုန်းခြင်းတရားတွေဖြစ်လာရင်ဘလို့ဆင်းရဲဒုက္ခတွေကြုံရနိုင်တယ်လေဘလို့မကောင်းကျိုးတွေဆက်ပြီးတော့ဖြစ်ပေါ်လာနိုင်တယ်လေအဲ့လိုချစ်ခြင်းနဲ့မုန်းခြင်းတရားရဲ့အကြောင်းအကျိုးသဘာဝတရားလေးတွေဒုတိယတော့ဒီချစ်ခြင်းမုန်းခြင်းဟာဘာကြောင့်ဖြစ်လာတာလဲဒီချစ်ခြင်းမုန်းခြင်းဖြစ်လာရင်ဘလို့ဒုက္ခတွေကြုံရနိုင်တယ်လေနော်အကြောင်းအကျိုးသဘောအဲ့ဒီချစ်ခြင်းမုန်းခြင်းကိုမိမိတဏ္ဍာမှာပယ်ဖြောင်းနိုင်မှတကယ်လွတ်မြောက်ခြင်းအစစ်ဆိုတာကိုရမယ်ဆိုတာကိုရည်ရွယ်ပြီးတော့ချစ်ခြင်းမုန်းခြင်းကနေလွတ်မြောက်အောင်ကြိုးစားနိုင်ကြဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့လွတ်မြောက်ခြင်းဆိုတာလေးပါတရားကောင်းခြင်းလေးမှာထည့်ထားကန္တာတေတံနဝိဇ္ဇန္တိယေတံနတ္တိပိယပိယချစ်ခြင်းမုန်းခြင်းကင်းရတဲ့ပုဂ္ဂိုလ်တွေမှာဘာအနှောင်ပွဲမှမရှိဘူးလွတ်မြောက်တယ်လို့မြတ်စွာဘုရားဟောပါတယ်။ဒါကြောင့်ပေတပေါင်းတော်တို့ဒီနေ့ညချစ်ခြင်းမုန်းခြင်းနဲ့ပတ်သက်ပြီးတော့ချစ်ခြင်းမုန်းခြင်းဆိုတဲ့ဒီတရားမျိုးဟာဘာကြောင့်ဖြစ်လာတယ်လဲ။ဒီချစ်ခြင်းမုန်းခြင်းဆိုတဲ့တရားတွေဖြစ်လာရင်ဘာတွေဆက်ပြီးတော့အကျိုးရလဒ်အနေနဲ့ဖြစ်လာနိုင်မလဲအကြောင်းအကျိုးပေါ့နော်။အဲ့ဒီချစ်ခြင်းမုန်းခြင်းဆိုတဲ့တရားတွေမိမိတဏ္ဍာမှာမရှိအောင်ဒီချစ်ခြင်းမုန်းခြင်းကနေလွတ်မြောက်အောင်ဘယ်လိုကြိုးစားအထောက်ကြမလဲဆိုတာလေးတွေကိုဒီနေ့ညနာယူကြည့်လို့ကြည့်ရတယ်နော်ဒီတရားဒေသနာတော်မဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုရောမြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုဒီစရာတရားတော်စုံကိုတည်တော်မူမြင်တော်မူတဲ့တပည့်ညုတဉာဏ်ဒီဟူသောပညာကိုဒုမဟာကရုဏာကိုပညာကိုနှစ်ပါးစုံလို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုရောမြတ်ကိုယူတည်မြတ်လို့ရှိခိုးပူတော်ကြအောင်စုအလုံးလက်အုပ်ချီမှုပြီးတော့အာယုပြုရရအောင်ကရုဏာတိတလဟရယပညာပိသောတာဝိယတမောဟဓမ္မကာနရမရလောကကရုဏေတုဝေတံဂတိဝိမု ဒံကရုဏာတိတလဟရယမဟာကရုဏာတော်ဖြင့်အေးမြတော်ခြင်းနှလုံးလေးရှိတော်မူပါပေထသော
ပိညာပိဇောတဝိယတမောဟဓမ္မအရဟတမေတိဟုသောအယဝလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မောင်မှုပြေခွာတော်မူ၏ထသောသန္တရမရလောကကရောလူနှင့်မြမတ္တဝါနန္ဒတို့၏ကြောက်တိတန်တို့ကလေးကလေးပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါ၏ထသောဂတိဝိမုဒ္ဒံဒေဝမနုဿာနေရယနှင့်ဧတတရိစ္ဆာလာယရှိငါတသောဂတိတော်မှလိသူတစ်ခြင်းကဲ့သို့တော်မူ၏သာသောဒုက္ကတံတတဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမျက်ရှိတော်မူပါ၏သာသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်လာကြများကဲ့သို့ဖြတ်သားခြင်းတည်းသိမြင်မိတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပိညပရမမမူယုံနာနှပြဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝဏိဝဏမှာကာယဝစီမနောခြေ၍သုံးလီတွာလပလာမဖြင့်ဒုက္ခရောကျိုးလက်ဆောင်ဘုရားရှိခိုးဥညုပါ၏မြတ်စွာဘုရားဓမ္မပဒပါဠိတော်ပိယဝတ္ထေမှာမြတ်စွာဘုရားဟောတော်မူတဲ့ကာထာတော်လေးတွေရှိတယ်။မာပိယေဟိသမာကိစီအပိယေဟိကုဒ္ဒသနံပိယနာအတ္တတနံဒုက္ခအပိယနိသဒတနံမာပိယေဟိသမာကိစီအပိယေဟိကုဒ္ဒသနံပိယေဟိချစ်ခင်မြတ်လို့နှစ်သက်အကုန်သောတတ္တဝါသင်္ခါရတို့နဲ့မာသမာကိစီမပေါင်းဖော်ကြကုန်နဲ့အပိယေဟိမချစ်ခင်မနှစ်သက်အပ်သောမမြင်တို့အပ်သောတတ္တဝါသင်္ခါရတို့နဲ့ကုရာစနတရားတစိမြမာသမာကိစီမပေါင်းဖော်ကြကုန်နဲ့ပိယနာချစ်ခင်နှစ်သက်မြင်တို့အပ်သောတတ္တဝါသင်္ခါရတို့ကိုအတ္တတနာမတွေ့ရမမြင်ရခြင်းဒီဒုက္ခဆင်းရဲ၏အပိယနာချစ်ခင်နှစ်သက်မြင်တို့ခြင်းမရှိတဲ့မချစ်ခင်မနစ်သက်မမြတ်တို့အပ်တဲ့တတ္တဝါသင်္ခါရတို့ကိုတတ္တနာတွေ့ရမြင်ရခြင်းဒီဒုက္ခဆင်းရဲ၏ဒီကဒါလေးမြတ်စွာဘုရားဟောတာချစ်ခင်တဲ့မြတ်တို့အပ်တဲ့တတ္တဝါသင်္ခါရတွေနဲ့လည်းမပေါင်းဖော်နေတဲ့မချစ်ခင်မနစ်သက်မမြတ်တို့တဲ့မုန်းတီးတဲ့တတ္တဝါသင်္ခါရတို့နဲ့လည်းပဲတရားတစ်စစ်မြတ်မပေါင်းဖော်နိုင်တဲ့ဘာဖြစ်လို့လဲဆိုတော့ချစ်ခင်တဲ့မြတ်တို့အပ်တဲ့တတ္တဝါသင်္ခါရတွေကိုမတွေ့ရမမြင်ရလို့ရှိရင်ဆင်းရဲတယ်မချစ်ခင်မမြတ်တို့နဲ့အပ်တဲ့တတ္တဝါသင်္ခါရတွေကိုတွေ့ရမြင်ရမယ်ဆိုရင်လည်းဆင်းရဲတယ်ဒီတော့ဘိဓပေါင်းတော်တို့ချစ်သောသူတို့နဲ့လည်းမပေါင်းဖော်နဲ့မုန်းသောသူတို့နဲ့လည်းမပေါင်းဖော်နဲ့ဒါကလည်းပဲချစ်တဲ့စိတ်မုန်းတဲ့စိတ်တွေမရှိမှဒီပြင်းပြင်းဖြစ်နိုင်တယ်ပေါ့နော်ဘာကြောင့်မြတ်စွာဘုရားကချစ်သောသူတို့နဲ့မပေါင်းဖော်နဲ့မုန်းသောသူတို့နဲ့တရားတစ်စစ်များမပေါင်းဖော်နဲ့လို့ပြောရတာလို့ပိယနာအတ္တတနံဒုက္ခချစ်တဲ့ပုဂ္ဂိုလ်တွေကိုမတွေ့ရမမြင်ရလို့ရှိရင်ဆင်းရဲတယ်ဟုတ်လားအပိယနိသဒတနံမုန်းတဲ့ပုဂ္ဂိုလ်တွေကိုတွေ့ရမြင်ရရင်လည်းဆင်းရဲတယ်ဒါကြောင့်မြတ်စွာဘုရားကချစ်သောတတ္တဝါသင်္ခါရတို့နဲ့လည်းမပေါင်းဖော်နဲ့မုန်းသောတတ္တဝါသင်္ခါရတို့နဲ့လည်းမပေါင်းဖော်နဲ့ဒီလိုပြောတာအဲ့ဒီမှာဆက်ပြီးတော့ဟောတာတဲ့ခါတာလေးကဓမ္မပိယနာပိဒာတပိယပါယောဟိပါပကောကန္တာတေတနာဝိဇန္တိယေတနတ္တိပိယပိယတတမထို့ကြောင့်ပိယချစ်ချင်းကိုနာကိရာတမပြုကြကုန်ရပိယပါယောဟိပါပကောချစ်ခင်နှစ်သက်မြတ်လို့အသောတတ္တဝါသင်္ခါရတို့နဲ့ကိုယ်ကွယ်ရခြင်းဒီယုံမာလှပေ၏မကောင်းလှပေ၏ရေတံခြင်းပုဂ္ဂိုလ်တို့၌ပိယချစ်ချင်းမုန်းခြင်းတို့သည်နတ္တိမရှိကြလေဟုဒေတံထိုချစ်ချင်းမုန်းခြင်းမရှိကြတဲ့တတ္တဝါတို့အားဂန္ဓာအနောင်ဖွဲ့လို့သည်နဝိဇ္ဇန္တိမရှိကြလေဟုဟောပုဂ္ဂိုလ်တို့တွေမှာချစ်ချင်းမုန်းခြင်းဆိုတာမရှိဘူးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်မှာကံထလို့ဆိုတဲ့အနောင်အဖွဲနဲ့မရှိဘူးလို့ဆိုရတယ်နော်ဒီကဒါလေးပြမြတ်စွာဘုရားကတတ္တမပိယနာကိတတ္တမပိယနာကိရာထချစ်ချင်းကိုမပြုနဲ့တဲ့ဘာကြောင့်လို့ပိယပါယောဟိပါပကော
နော်ချစ်တဲ့အမျက်တို့တဲ့တတ္တဝါတွေနဲ့ကိုယ်ကွင်းရတာဒါမကောင်းဘူးရေတံလက်ထိပြရန်ပြရနော်ပုဂ္ဂိုလ်တို့တယောက်မှာချစ်ချင်းမုန်းချင်းမရှိဘူးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်မှာဂန္ဓာတေတံနဝိယတိဘာအနှောင်ပွဲမှမရှိဘူးတော့လောကမှာအနှောင်ပွဲကင်းပြီးတော့တကယ်လွတ်မြောက်မှုအစစ်ကိုရတဲ့ပုဂ္ဂိုလ်တွေဆိုတာဒီချစ်ချင်းမုန်းချင်းကင်းမှလာရင်ရနိုင်တာပေါ့အဲ့ဒါလည်းဆိုပါဗျာဒီကထာလေးတွေကိုဘာကြောင့်ဟောတာလဲဆိုတော့ဦးဇင်းတို့စိတ်ဝင်စားကြရလေးပေါ့မြတ်စွာဘုရားလက်ထက်ကနော်ဧဝဒအချင်းချင်းချစ်ခင်ပြန်လို့ကြတဲ့သားအမိ၃ယောက်ရှိတယ်လို့ဆိုတယ်နော်သားလေးတစ်ယောက်တည်းမွေးတာမိဘနှစ်ပါးကငုံထားမတတ်ချစ်တယ်အဲ့ဒါတနေ့တော့အဲ့ဒီသားလေးကမြတ်စွာဘုရားရဲ့တရားတော်ကိုနာရပြီးတော့ယဟန်ပြုခြင်းစိတ်ပေါက်အဲ့ဒါနဲ့မိဘတွေကိုခွန်တောင်းနေသူယဟန်ပြုရစီအဲ့လိုခွန်တောင်းတဲ့ခါကျတော့မိဘတွေကဘယ်လိုမှတင့်ကိုယဟန်ပြုဖို့မပေးနိုင်ဘူးတရားတို့ရဲ့တူရီတော်သားချင်းချင်းတို့အတော်သားမျက်စိရောက်ကပြောမခံနိုင်လို့ရှိယဟန်ပြုဖို့မပေးဘူးဒါပေမဲ့အဲ့ဒီကလေးကအဲ့ဒီမိဘတွေမသိအောင်ထွက်ပြေးပြီးတော့ယဟန်ပြုအဲ့လိုယဟန်ပြုတဲ့အခါကျတော့တူတူပြောကြမှာဆိုဖေးဖြစ်တဲ့တရားကြီးကဒီအိမ်မှာငါသားမမရှိဘူးဆိုလို့ရှိရင်ငါကဒီမှာနေလို့ဘာအကျိုးရှိမှာတော့ဒါကြောင့်ငါလည်းပဲငါသားကိုအမင်းမပြတ်တွေ့နိုင်မြင်နိုင်ဖို့အတွက်ယဟန်ပြုမရင်ချူပြီးတော့ယုံကြည်မှုနဲ့ပြုတဲ့ယဟန်တော်ကိုပေါ့တန်ရောစဉ်ကြောင့်ပြုလိုက်ရတဲ့ယဟန်အဲ့ဒါတရားကြီးကလည်းယဟန်ဝတ်တယ်အဲ့ဒါလို့တရားကြီးရောသားရောယဟန်ပြုသွားပြီဆိုတော့ဒီကမာကြီးကတယောက်တည်းပဲကျန်တော့အဲ့တော့ဒီကမာကြီးကလည်းငါတယောက်တည်းနေလို့ဘာအကျိုးရှိမှာတော့တရားကြီးလည်းမရှိဘူးတာဖြစ်တဲ့လူလည်းမရှိဘူးဆိုတော့ငါတည်းပဲယဟန်မပြုမရင်ဆိုပြီးတော့သူကလည်းတန်ရောစဉ်အမြင်တမ်းပြီးတော့ယဟန်မပြုတယ်အဲ့ဒါလို့ဦးဇင်းတို့တရားကြီးကလည်းယဟန်သားကလည်းယဟန်ဒီကမာကြီးကလည်းဘိက္ခုနီမပြုပြီးနေကြတယ်အဲ့လိုနေရတဲ့အခါကျတော့သူတို့ကတယောက်ကိုတယောက်အလုံးမတန်ရောစဉ်ကြီးတာဆိုတော့ခွဲခွာပြီးတော့မနေနိုင်ဘူးသွားရင်လည်းပဲတွဲတွဲဟုတ်လားဘယ်နာမှကြည့်လိုက်ဒီသားမိသားဖသုံးယောက်ကပြုတ်လာတဲ့ယဟန်ကအမြဲတမ်းသူတို့ကရှိနေတယ်အမြဲတမ်းပြောဆိုတိုင်ပင်ပြီးတော့အဲ့လိုတွဲတွဲမသိတော်အောင်နော်ကျန်တဲ့ယဟန်တွေရဲ့အမြင်မှာဘလို့မှမသိတော်တဲ့အနေအထားမျိုးဖြစ်လာတဲ့အခါကျတော့ယဟန်တွေကကြိတ်ရကြတာယဟန်ပြုတ်နေပြီးတော့ဒီလောက်တန်ရောစဉ်ကြီးရသလားတယောက်ကိုတယောက်မစွန့်နိုင်မခွာရဖြစ်ပြီးတော့မတွေ့ရမနေနိုင်အောင်ကြီးဖြစ်နေတာဒါမကောင်းဘူးဖြစ်ပြီးတော့အဲ့တော့သူတို့ကိုမြတ်စွာဘုရားကြီးခေါ်သွားတယ်။ကိုရောက်တဲ့အခါကျတော့မြတ်စွာဘုရားကမေးစီစစ်တယ်ပေါ့တရားနေလျှောက်တဲ့အတိုင်းတင်းတို့ဟာအမြဲတမ်းတပူတော်ဖြစ်နေတယ်ဆိုတာဟုတ်သလား။အဲ့တော့ဟုတ်တဲ့အကြောင်းမှန်တဲ့အကြောင်းလျှောက်တော့မြတ်စွာဘုရားကယဟန်ဖြစ်နေတဲ့ပုဂ္ဂိုလ်တွေကဒီလိုပြုနေလို့မသိတော့ဘူးဆိုပြီးတော့စောတော်ကဂါထာလေးတွေကိုအဲ့ဒီမှာဟောရတယ်ဟုတ်လား။မာပိယေဟိတမကိစီအပိယေဟိကုရာစန္ဒချစ်တဲ့လူတွေနဲ့လည်းမပေါင်းဖော်နဲ့မုန်းတဲ့လူတွေနဲ့လည်းတရားတစ်စစ်များမပေါင်းဖော်နဲ့အဲ့ဒါကျတော့တရားတစ်စစ်ဆိုတာလေးတောင်ပါတာနော်။ဘာဖြစ်လို့လဲဆိုတော့ပိယနာအတ္တနာဒုက္ခချစ်တဲ့လူတွေကိုမမြင်ရတာဆင်းရဲတယ်။အပိယနာဒတနာနော်အပိယနာသံဒတနာမချစ်တဲ့လူတွေကိုမြင်ရတာလည်းဆင်းရဲတယ်။တသမပိယနာပိယဒါပိယပါယောဟိပါမကောဒါကြောင့်ချစ်ချင်းဆိုတဲ့တရားကိုမိမိတဏ္ဍာမှာမဖြစ်အောင်ကြိုးစားရတယ်။ဘာဖြစ်လို့လဲဆိုတော့ချစ်တဲ့အရာတွေနဲ့ကိုယ်ကွဲရတာမကောင်းဘူးတဲ့ဟုတ်လားကန္တာတေတနဝိယံတိယေတနတ္တိပိယံပိယအကျင့်ပုဂ္ဂိုလ်တို့တယောက်မှာချစ်ချင်းမုန်းချင်းဆိုတဲ့တရားမရှိဘူးအဲ့လိုချစ်ချင်းမုန်းချင်းသူ့တဏ္ဍာမှာမရှိဘူးဆိုရင်တော့သူ့တဏ္ဍာမှာဘာအနှောင်အဖွဲ့မှရှိတယ်လို့မဆိုနိုင်ဘူးတဲ့ကန္တာတေတနဝိယံတိနှောင်ဖွဲ့တွေလွတ်သွားတယ်အနှောင်အဖွဲ့ဆိုတဲ့စကားလုံးကိုအားစားဒါကြီးကျက်သွားတယ်လို့တောင်ခံစားရတယ်နော်ဒါကြောင့်ပိဋကပေါင်းတော်တို့ဘဝမှာနော်လုံရောက်ခြင်းမရှိကြတာနော်ငြိမ်းချမ်းမှုမရှိကြတာပူလောင်မှုရှုပ်ထွေးမှုတွေဖြစ်နေတာဘာကြောင့်လို့မေးရင်ဒီချစ်ချင်းမုန်းခြင်းဆိုတဲ့တရားနှစ်ပါးမကင်းရလို့ဟုတ်လားဒါကြောင့်ပိဋကပေါင်းတော်တို့ဒီချစ်ချင်းမုန်းခြင်းဆိုတဲ့ဒီတရားနှစ်ခုနဲ့ပတ်သက်ပြီးတော့နော်အကြောင်းငါဘယ်လိုအကျိုးကဘယ်လိုနော်သူတို့မရှိအောင်ဘယ်လိုလုပ်ရမလဲအစရှိသဖြင့်သူတို့နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျေကျေပြန့်ပြန့်သိထားမယ်နားလည်ထားမယ်ဆိုရင်အကျိုးမရှိနိုင်ဘူးလားရှိနိုင်တယ်အဲ့ဒါတွေကိုဦးဇင်းတို့ဆက်ပြီးတော့ပြောမယ်နော်အခုဟောနေတဲ့လူရောတရားကိုနားယူနေတဲ့လူတွေရောချစ်ချင်းမုန်းချင်းတစ်ခုမှမကင်းကြသေးဘူးပေါ့ဟုတ်လား
ကြိုက်တော့ပြုံပြုံမကြိုက်မုံနှစ်ထုံးနှစ်ရံသူဆိုတဲ့အတိုင်းနောက်ကိုအလိုဆန္ဒနဲ့ကိုက်ရည်လို့ဆိုရင်ဒါချစ်ကြတယ်ကိုအလိုဆန္ဒနဲ့မကိုက်ရည်ဘူးဆိုရင်ဒါမုန်းညာတယ်ပေါ့ဟုတ်ရဲ့လားဒီမလိုဒေါသလိုလောဘနဲ့ဘဝရိပ်ညုံကာကျိုးဆုံးခဲ့ဆိုတဲ့အတိုင်းကိုယ်စိတ်ထဲကလိုတယ်ဆိုရင်ဒါလောဘတရားနဲ့ချစ်ကြတယ်ခင်ရတယ်ကိုယ်စိတ်ထဲကမလိုဆိုရင်ဒေါသတရားနဲ့မုန်းညာတယ်ဆက်ဆုပ်ကြတယ်ပေါ့ဒါကြောင့်ပြီးတော့ပေါင်းကျွန်တော်တို့ချစ်ချင်းမုန်းခြင်းနဲ့ပတ်သက်ပြီးတော့ဘုရင်တို့နောက်ထပ်ဆက်ပြီးတော့အကြောင်းအရာ၃မျိုးပြောမယ်အဲ့ဒါကဘာလို့ဆိုတော့ဒီချစ်ချင်းမုန်းခြင်းဒီဘာကြောင့်ဖြစ်လာလဲအကြောင်းတရားရှာကြည့်မယ်ပေါ့နောက်ဒီချစ်ချင်းမုန်းခြင်းတရားတွေဖြစ်လာရင်ဘယ်လိုအကျိုးရလဒ်တွေဆက်ပြီးတော့ဖြစ်လာနိုင်မလဲအကျိုးတရားကိုဆက်ပြီးတော့စူးစမ်းကြည့်မယ်ပေါ့ဟုတ်လားအဲ့ဒီချစ်ချင်းမုန်းခြင်းတရားတွေမဖြစ်အောင်ဘယ်လိုကြိုးစားအထောက်မလဲဒီနေ့အဖြစ်လွတ်မြောက်မှုရှိအောင်ဘယ်လိုကြိုးစားအထောက်မလဲဆိုတဲ့အပိုင်းဘယ်နှမျိုးပြောမှာလို့၃မျိုးဒါချစ်ချင်းမုန်းခြင်းနဲ့ပတ်သက်ပြီးအဲ့တော့ဦးဇင်းတို့ချစ်ချင်းမုန်းခြင်းတရားဟာဘာကြောင့်ဖြစ်ပေါ်လာတာလဲလို့အကြောင်းကိုရှာကြည့်နေဆိုလို့ရှိရင်ဦးဇင်းတို့တက္ကပညာသုတ်တံဆိုတာရှိတယ်နောက်တရားမင်းကမြတ်စွာဘုရားကိုမေးလို့မြတ်စွာဘုရားဖြေထားတာလေးကိုမှတ်တမ်းတင်ထားတဲ့သုတ်တံတစ်ပုဒ်ပေါ့မငြိမ်းချမ်းတာဘာကြောင့်လဲလို့တရားကောင်းစဉ်လေးပေးပြီးတော့ဦးဇင်းတို့ဟောထားတာရှိပါတယ်အသေးစိတ်ကလေးဟောတာတက္ကပညာသုတ်တံအဲ့ဒီတက္ကပညာသုတ်တံမှာတရားမင်းကမြတ်စွာဘုရားကိုမေးတာအဲ့လိုမြတ်စွာဘုရားကိုမေးတဲ့မေးခွန်းထဲမှာချစ်ချင်းမုန်းခြင်းသည်ဘာကြောင့်ဖြစ်ပါသလဲလို့မြတ်စွာဘုရားကိုမေးတဲ့မေးခွန်းလေးတစ်ခုပါတယ်အဲ့လိုမေးတဲ့အခါကျတော့မြတ်စွာဘုရားကဘယ်လိုဖြေထားတော့ဆိုတော့ချစ်ချင်းမုန်းခြင်းဆိုတဲ့ဒီတရားတစ်ခုဟာအလိုဆန္ဒကြောင့်ဖြစ်တာတဲ့ဘာကြောင့်ဖြစ်တာလဲလို့များအလိုဆန္ဒကြောင့်ဖြစ်တာလေအလိုဆန္ဒကြောင့်ဖြစ်တယ်ဆိုတဲ့နေရာမှာတိတိဝင်ဝင်နားလည်ဖို့တော့လုပ်ပဲဘယ်ပုံပဲနည်းအလိုဆန္ဒကြောင့်ချစ်ချင်းမုန်းခြင်းတွေဖြစ်လာတယ်ဆိုကြပါစို့အလိုဆန္ဒရှိနေကြတဲ့ပုဂ္ဂိုလ်တွေမှာကိုယ့်ရဲ့အလိုဆန္ဒကိုပြည့်ဝစေနိုင်တဲ့အကြောင်းအရာတွေဆိုရင်ကိုချစ်တယ်ကိုယ့်ရဲ့အလိုဆန္ဒကိုမပြည့်ဝစေမဲ့ပြည့်ပြားစေမဲ့အရာမျိုးဆိုရင်ကိုမုန်းတယ်ဟုတ်တယ်မဟုတ်လားကိုချစ်နေတဲ့အရာတွေကကိုယ့်ရဲ့အလိုဆန္ဒကိုပြည့်ဝသွားစေနိုင်တယ်လို့ယုံကြည်ထားတဲ့အရာတွေရဲ့အပေါ်မှာကိုချစ်ထားတာပဲဟုတ်တယ်မဟုတ်လားကိုမုန်းတယ်ဆိုတာကတော့ကိုယ့်ရဲ့အလိုဆန္ဒကိုဖြစ်လို့ဖြစ်စီလုပ်မဲ့အရာတွေကိုယ့်ရဲ့အလိုဆန္ဒကိုမပြည့်ဝအောင်နော်အဲ့လိုမျိုးနှောင့်ယှက်မဲ့အရာတွေအတားအဆီးဖြစ်မဲ့အရာတွေဒါတွေကိုကိုမုန်းနေပေါ့ဒီနေရာချင်းဦးဇင်းတို့ပြည်စုံအောင်ပြောရမယ်ဆိုရင်ချစ်တယ်ဆိုတာအလိုဆန္ဒပြည့်သွားရင်ချစ်တာပါပဲမုန်းတယ်ဆိုတာအလိုဆန္ဒမပြည့်ရင်မုန်းသွားတာပါပဲသိပြီးတော့လေးလေးနက်နက်ကိစ္စကြီးတစ်ခုမဟုတ်ဘူးလို့လည်းဦးဇင်းထင်တယ်ကိုယ့်ရဲ့အလိုဆန္ဒပြည့်ရင်ချစ်ကြတယ်ပေါ့ကိုယ့်ရဲ့အလိုဆန္ဒမပြည့်ရင်မုန်းသွားတယ်ပေါ့ဒါကြောင့်ပြည့်တဲ့ပေါင်းတော်တို့ကိုကသူများကိုချစ်တယ်မုန်းတယ်ဆိုတာကိုစဉ်းစားဖို့လိုတယ်လို့သူများကကိုယ့်ကိုချစ်တယ်မုန်းတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့လည်းပဲစဉ်းစားဖို့လိုပဲသူများကကိုယ့်ကိုဘာကြောင့်ချစ်နေတာလို့မုန်းနေတာလို့ဆိုရင်သူတို့ရဲ့အလိုဆန္ဒပြည့်လို့ချစ်မယ်သူတို့ရဲ့အလိုဆန္ဒမပြည့်လို့မုန်းမယ်ဟုတ်တယ်မဟုတ်လားအေးဒါကြောင့်ပြည့်တဲ့ပေါင်းတော်တို့သူများကကိုယ့်ကိုချစ်တယ်ဆိုရင်လည်းပဲအရင်ကြီးတော့မခံစားနိုင်ဘူးလို့ထင်တယ်သူများကကိုယ့်ကိုမုန်းနေဆိုရင်လည်းဒါလည်းပဲအရင်ကြီးမခံစားနိုင်ဘူးလို့ထင်တယ်ဘာကြောင့်လဲဆိုတော့ချစ်တယ်ဆိုတာလည်းသူတို့ရဲ့အလိုဆန္ဒပြည့်လို့ချစ်လိုက်တဲ့ဖြစ်သွားတဲ့ကိစ္စမုန်းတယ်ဆိုတာလည်းသူတို့ရဲ့အလိုဆန္ဒမပြည့်ဝလို့မုန်းသွားတဲ့ကိစ္စကိုကတကယ်ချစ်စရာကောင်းလို့ချစ်တာလည်းဟုတ်ချင်မှဟုတ်မယ်ကိုကတကယ်မုန်းစရာကောင်းလို့မုန်းသွားတာလည်းဟုတ်ချင်မှဟုတ်မယ်ကိုကတော့ဒီတိုင်းပဲဒါပေမဲ့လူတွေဟာတူတူကိုသူများကကိုချစ်တယ်ဆိုတာကိုသိရရင်အလွန်အမင်းစိတ်ထဲမှာကြည်နိုးပြီးတော့အကြီးအကျယ်ခံစားကြရတယ်ဟုတ်တယ်မဟုတ်လားသူများကကိုမုန်းတယ်ဆိုတာကိုသိရရင်ရောတကယ်ကိုအလွန်အမင်းအကြီးအကျယ်ခံစားကြတာပါပဲအဲ့ချစ်ချင်းမုန်းခြင်းနဲ့ပတ်သက်ပြီးတော့ဒကာတော်တို့ဦးဇင်းတို့တွေအလွန်မှတုန်လှုပ်တယ်လို့ဆိုနိုင်မို့လားဒီနေရာမှာဦးဇင်းတို့သူများပေါ်မှာကိုထားတဲ့သဘောထားလို့ဆိုရမယ်ချစ်ချင်းမုန်းခြင်းကိုစစ်စစ်ဖို့လိုတယ်လို့ကိုယ့်ကိုသူများကထားတဲ့သဘောထားလို့ဆိုရမယ်ဒီချစ်ချင်းမုန်းခြင်းတွေကိုလည်းစစ်စစ်ဖို့မလိုဘူးလားနေရာတကာမှာကိုချင်းစာကြည့်ကိုရောသူများကိုဘာကြောင့်ချစ်တယ်လဲဘာကြောင့်မုန်းတယ်လဲမြတ်စွာဘုရားဟောထားတဲ့ဒေသနာကတော့မှားတယ်ဆိုတာမရှိဘူးနော်အလိုဆန္ဒပြည့်ရင်ရှင်းတယ်အလိုဆန္ဒမပြည့်ရင်မုန်းတယ်ဒါပဲဟုတ်လားဒါကြောင့်ပြိဿဘောဓတော်တို့ချစ်ချင်းမုန်းခြင်းဘာကြောင့်ဖြစ်တယ်လဲလို့အကြောင်းတရားကိုရှာမယ်ဆိုရင်ဒီတက္ကပညာသုတ်တံရဘာကိုတော့တွေ့ရတော့အလိုဆန္ဒဆိုတဲ့လောဘကိုတော့တွေ့ရတယ်
နော်လောဘကသူ့စိတ်တိုင်းကြာရင်ချစ်မယ်ပေါ့သူ့စိတ်တိုင်းမကြာဘူးဆိုရင်တော့မုန်းလိုက်နေတာပါပဲဟုတ်လားအဲ့တော့ဒီနေရာမှာဦးဇင်းတို့ဘုဒ္ဓတာဖြစ်စေဖို့အတွက်ချစ်ချင်းမုန်းခြင်းဘာကြောင့်ဖြစ်တယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့ဒေသနာတော်တွေနဲ့အညီနည်းနည်းစဉ်းစားကြည့်မယ်ပေါ့ဦးဇင်းတို့အင်္ဂုတ္တပါဠိတော်စတုပ္ပနိပတ်ထဲမှာပေမတုတ်တံဆိုတော့တုတ်တံတစ်ခုရှိတယ်ပေမဆိုတဲ့ပါဠိစကားလေးကဗမာလိုချစ်ချင်းလို့အဓိပ္ပာယ်ရပါတယ်ဟုတ်လားအဲ့ဒီတုတ်တံမှာမြတ်စွာဘုရားကချစ်ချင်းမုန်းခြင်းဘာကြောင့်ဖြစ်လဲဆိုရင်ချစ်ချင်းမုန်းခြင်းကြောင့်ဖြစ်တယ်လို့ပြောထားတယ်မျက်စိနဲ့လဲသွားမလားမသိချစ်ချင်းမုန်းခြင်းဒီချစ်ချင်းမုန်းခြင်းကိုအကြောင်းခံပြီးတော့ဆက်ပြီးတော့ဖြစ်လာနိုင်တယ်လို့ပြောတာဟုတ်လားချစ်ချင်းမုန်းခြင်းကိုအကြောင်းပြုပြီးတော့နောက်ထပ်ချစ်ချင်းမုန်းခြင်းတွေဆက်ပြီးတော့ဖြစ်လာနိုင်တယ်လို့ပြောတာဟုတ်လားဒီနေရာမှာအချင်းတို့ပြေးတော့ပေါင်းတော်အောင်လို့မြတ်စွာဘုရားကစိတ်ဝင်စားဖို့ဖြစ်အောင်ပြောထားတယ်လို့ပဲဆိုရမလားမသိနော်ဒီနေရာမှာချစ်ချင်းမုန်းခြင်းဖြစ်လာအောင်လည်းပတ်သက်ပြီးတော့ပြောတော့နော်ချစ်ချင်းတရားကြောင့်ချစ်ချင်းတွေဆက်ဖြစ်နိုင်တယ်ချစ်ချင်းတရားကြောင့်မုန်းခြင်းတွေလည်းဖြစ်လာနိုင်တယ်ချစ်ချင်းကြောင့်ချစ်ချင်းလည်းဖြစ်နိုင်တယ်မုန်းခြင်းလည်းဖြစ်နိုင်တယ်နောက်တစ်ခါမုန်းခြင်းကြောင့်ချစ်ချင်းတရားလည်းဖြစ်နိုင်တယ်မုန်းခြင်းကြောင့်မုန်းခြင်းတရားတွေလည်းဖြစ်လာနိုင်တယ်ချစ်ချင်းကြောင့်ချစ်ချင်းမုန်းခြင်းဖြစ်နိုင်တယ်မုန်းခြင်းကြောင့်လည်းချစ်ချင်းမုန်းခြင်းဖြစ်နိုင်တယ်အဲ့ဒီမှာဦးဇင်းတို့ချစ်ချင်းကြောင့်ချစ်ချင်းမုန်းခြင်းဘယ်လိုဖြစ်တယ်လဲနော်ဆိုရပါစို့ကိုယ်သဘောကျနေတဲ့လူတရားကိုချင်းနဲ့လို့တဲ့ကိုအကောင်းထင်နေတဲ့လူတရားကိုစိတ်ထဲကနှစ်သက်နေတဲ့မေတ္တာရှိတဲ့လူတရားဆိုရပါစို့နော်အဲ့ဒီကိုအကောင်းထင်တဲ့ကိုမေတ္တာရှိနေတဲ့လူတရားကိုပတ်ဝန်းကျင်ကတစုံတစ်ယောက်ကအဲ့ဒီလူသိကောင်းတာပဲလို့သူကောင်းကြောင်းပြောခဲ့မယ်ဆိုရင်အဲ့ဒီလူကကိုကဘာဖြစ်သွားသဘောကျသွားတယ်ဟုတ်တယ်မဟုတ်လားမကိုချင်းမြတ်လို့တဲ့ပုဂ္ဂိုလ်ရဲ့ကောင်းကြောင်းကိုပြောတဲ့လူကိုကဘာဖြစ်သွားလဲသဘောကျသွားတယ်အဲ့ဒါဘာလို့ဆိုတော့ချစ်ချင်းကြောင့်ချစ်ချင်းတွေဆက်ပြီးတော့ဖြစ်သွားတာဒါချစ်ချင်းကြောင့်ဖြစ်တဲ့ချစ်ချင်းပေါ့နောက်ချစ်ချင်းကြောင့်ဖြစ်တဲ့မုန်းခြင်းရှိတယ်အဲ့ဒါကဘာလို့ဆိုတော့ကိုချင်းမြတ်လို့တဲ့လူကိုအကောင်းထင်တဲ့လူကိုမြတ်လို့တဲ့လူအဲ့ဒီလူကိုတစုံတစ်ယောက်ကမကောင်းကြောင်းပြောလာပြီဟုတ်အဲ့လိုဆိုရင်ဘာဖြစ်မလဲအဲ့ဒီလူကိုမုန်းမယ်ကိုချစ်တဲ့လူကိုမကောင်းပြောလို့ကိုအကောင်းထင်တဲ့လူကိုမကောင်းပြောလို့တနည်းအားဖြင့်ကိုအကောင်းထင်ထားတဲ့လူကိုသူကမကောင်းမှုထင်လို့သူ့ကိုဘာဖြစ်လိုက်လို့မုန်းလိုက်ဟုတ်ဒါကြောင့်ဒီလိုကောင်းတယ်တော့ဒါတွေလောကကြီးမှာတကယ်ဖြစ်နေတာနော်ကိုချစ်တဲ့လူကိုအကောင်းပြောလို့ချစ်တယ်ဆိုတာရှိတယ်ကိုချစ်တဲ့လူကိုမကောင်းပြောလို့မုန်းတယ်ဆိုတာရှိတယ်ဒါကြောင့်ချစ်ချင်းကြောင့်ချစ်ချင်းလည်းဖြစ်တယ်မုန်းခြင်းလည်းဖြစ်တယ်ဟောနောက်တစ်ခါမုန်းခြင်းကြောင့်ချစ်ချင်းလည်းဖြစ်တယ်မုန်းခြင်းလည်းဖြစ်တယ်အဲ့ဒါကဘယ်လိုလဲဆိုတော့ဒီလိုတစ်ခါတလေကိုသိမုန်းတဲ့လူတယောက်ကိုမမြတ်လို့တဲ့ကိုမနှစ်သက်တဲ့လူတယောက်ဟုတ်လားအဲ့ဒီလူကိုပတ်ဝန်းကျင်ကဒီလူကကောင်းတဲ့လူမဟုတ်ဘူးလို့တစုံတစ်ယောက်ကကိုမုန်းတဲ့လူရဲ့မကောင်းကြောင်းကိုပြောလာတယ်အဲ့လိုဆိုရင်ကိုယ်စိတ်ထဲမှာအဲ့ဒီလူကိုသဘောကျသွားကိုယ်နဲ့သဘောတူသွားတာဟုတ်တယ်မဟုတ်လားကိုမုန်းတဲ့လူရဲ့မကောင်းကြောင်းကိုပြောလာရင်အဲ့ဒီလူကိုသဘောကျသွားတယ်ချစ်ခင်သွားတယ်အဲ့ဒါမုန်းခြင်းကြောင့်ဖြစ်လာတဲ့ချစ်ခြင်းပဲဟုတ်လားနောက်တစ်ခါကိုမုန်းနေကိုမမြတ်လို့တဲ့ကိုအကောင်းမထင်တဲ့လူကိုတစုံတစ်ယောက်ကကောင်းတယ်လို့ပြောလာပြီအဲ့လိုဆိုရင်အဲ့ဒီလူကိုဘာဖြစ်တော့မုန်းတော့မယ်ဟုတ်လားဒါကဘာလို့မုန်းခြင်းကြောင့်မုန်းခြင်းဖြစ်အဲ့တော့ဒါကမှလို့ဦးရှင်တို့ပုထုဇဉ်တွေဆိုတာကအလုံးတရားမှရှုပ်ထွေးတယ်လို့ဆိုကြပါစို့နော်ချစ်ချင်းကြောင့်ဖြစ်လာတဲ့ချစ်ချင်းတွေရှိတယ်မုန်းခြင်းတွေရှိတယ်မုန်းခြင်းကြောင့်ဖြစ်လာတဲ့ချစ်ချင်းတွေရှိတယ်မုန်းခြင်းတွေရှိတယ်ဒါကြောင့်လောကကြီးမှာလူတွေကဘာတွေတုံးလို့စဉ်းစားကြည့်တယ်ဒီကြိုက်ဆွဲမုန်းဆွဲဟာအလွန်တရာမှရှုပ်ထွေးပွေတယ်လို့ထင်ဟုတ်လားတခါတလေကိုကြိုက်နေတဲ့လူကတကယ်ကောင်းတာဟုတ်ချင်မှဟုတ်ဒါပေမဲ့ကိုကကြိုက်ရစနဲ့ဆက်ပြီးတော့ကြိုက်နေတယ်ဆိုရပါစို့အော်စရာကောင်းတာကကိုကြိုက်တဲ့လူကိုမကြိုက်ရင်ကိုမုန်းတယ်ကိုကြိုက်တဲ့လူကိုကြိုက်တဲ့လူကိုချစ်တယ်ဟုတ်အဲ့လောက်ထိဆက်လွယ်ပြီးတော့အများကြီးလောကကြီးမှာချစ်ချင်းမုန်းခြင်းတွေကကျေပြန့်ကုန်တာသဘောပေါက်မယ်ထင်ပါတယ်နော်ကိုမကြိုက်တဲ့လူကိုမကြိုက်တဲ့လူကိုချစ်မယ်ကိုမကြိုက်တဲ့လူကိုကြိုက်တဲ့လူကိုမုန်းမယ်ဟောချစ်ချင်းကြောင့်ဘယ်လိုတယောက်ကိုချစ်လိုက်တာနဲ့အဲ့ဒါနဲ့ပတ်သက်တဲ့ဆက်ပြီးတော့ချစ်စရာမုန်းစရာတွေအများကြီးဖြစ်သွားတယ်ဘယ်လိုတယောက်ကိုမုန်းလိုက်တာနဲ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ချစ်စရာမုန်းစရာတွေလည်းအများကြီးဆက်ပြီးတော့ဖြစ်လာဒါကြောင့်မြတ်စွာဘုရားကဒီတုတ်တန်လေးမှာချစ်ချင်းကြောင့်ဖြစ်လာတဲ့ချစ်ချင်းမုန်းခြင်းဆိုတာရှိတယ်မုန်းခြင်းကြောင့်ဖြစ်လာတဲ့ချစ်ချင်းမုန်းခြင်းဆိုတာရှိတယ်လို့အဲ့လိုဟောပြတာဒါကြောင့်ဒီလိုပေါင်းတော်တို့ဒီချစ်ချင်းမုန်းခြင်းတရားဟာဘာကြောင့်ဖြစ်လဲလို့ဆိုလို့ရှိတယ်
ခုပြောရတဲ့တက္ကပညာသုတ်တံကောင်းလုပ်ချက်အရာရဲ့ဒီပိမသုတ်တံအရာကြီးပြောမယ်ဆိုလို့ရှိရင်အလိုဆန္ဒကြောင့်ဖြစ်တယ်ချစ်ချင်းမုန်းခြင်းကြောင့်ဖြစ်တယ်ဟောချစ်ချင်းမုန်းခြင်းဒီအလိုဆန္ဒကြောင့်ဖြစ်တယ်နောက်တစ်ချက်ကဘာလို့ချစ်ချင်းမုန်းခြင်းကြောင့်ကိုပဲချစ်ချင်းမုန်းခြင်းတွေဆက်ပြီးတော့ဖြစ်ပြန်တယ်ဟုတ်လားဒါကြောင့်ပြည့်တဲ့ပေါင်းတော်တို့ချစ်ချင်းမုန်းခြင်းဘာကြောင့်ဖြစ်လဲလို့အကြောင်းရှာလိုက်တဲ့အခါကျတော့အဲ့ဒီလိုအကြောင်းတရားလေးတွေမတွေ့ရဘူးလားတွေ့ရတယ်ဒါကဥရှင်တို့ကဒေသနာတော်မှာတွေ့ရတဲ့ကိုလက်လန်းမိတဲ့လောက်ကလေးကိုပြောတာပါဒီပြင်လည်းပဲမြတ်စွာဘုရားဟောထားတဲ့ဒေသနာတွေရှိပါလေဦးမယ်ဟုတ်လားသို့တော့ဥရှင်တို့ချစ်ချင်းနဲ့ပတ်သက်ပြီးတော့ချစ်ချင်းရဲ့အကြောင်းတရားကိုဒီနေ့တော့ဒီလောက်ပဲပြောမယ်ပေါ့ချစ်ဆက်ပြီးတော့ပြောချင်တာကဘာလို့ချစ်ချင်းမုန်းခြင်းဖြစ်လာရင်ဘယ်လိုအကျိုးရလဒ်တွေရလာနိုင်မလဲဆိုတာဒုတိယအချက်နော်ချစ်ချင်းမုန်းခြင်းကတော့လူတိုင်းမှာရှိတယ်နော်အဲ့ဒီချစ်ချင်းမုန်းခြင်းဖြစ်လာရင်ဘယ်လိုအကျိုးရလဒ်တွေရလာနိုင်လို့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့စောစောကပြောခဲ့တဲ့တက္ကပညာသုတ်တံကိုပဲပြန်ပြီးတော့ပြောရမယ်အဲ့ဒီတက္ကပညာသုတ်တံမှာတရားမင်းကမြတ်စွာဘုရားကိုမေးတာလိုမေးတော့ဆိုတော့မြတ်စွာဘုရားတဲ့ဟောဒီလောကမှာရှိတဲ့လူသားတွေနတ်တွေနော်တတ္တဝါတွေဟာဘေးရန်ကင်းရကြတယ်ချမ်းသာသာနေလိုကြတယ်အဲ့လိုဘေးရန်ကင်းကွာချမ်းသာသာနေလိုကြပါတဲ့ခင်နဲ့တကယ်မှာတော့ဘေးရန်နေတန်တန်နဲ့နေရတယ်မချမ်းသာစင်နေရဲနေနေကြရတယ်နေကျင်တာကချမ်းသာသာနေနေရတာကစင်နေရဲနေကျင်တာကဘေးကင်းရန်ကင်းဘေးနေနေရတာကဘေးတွေရန်နေနေရတယ်အဲ့လိုဘေးရန်ကင်းကျင်ပါလေနေဘေးရန်နေနေနေကြရတာဘာကြောင့်လို့မေးတာပထမမေးတော့အဲ့လိုမေးတော့မြတ်စွာဘုရားကတရားမင်းတဲ့ဘေးရန်ကင်းကွာချမ်းသာလိုကြတဲ့တတ္တဝါတွေဘေးရန်တန်လန်ဆင်းရဲခြင်းတန်လန်နဲ့နေနေကြရတာဟာအိတ်တာမရှိရတန်ရုံးစဉ်ကျိုးနှချောင်းကြောင့်လို့မြတ်စွာဘုရားဖြစ်တတ္တဝါတွေဟာဘေးရန်ကင်းလိုပါနဲ့ဘေးရန်မကင်းပဲနေနေကြရတာဘာလဲလို့အိတ်တာမရှိရတရားနှစ်ပါးကြောင့်လေဗျာဟုတ်လားအိတ်တာဆိုတာဘာလို့မနာလိုလားပေါ့နော်မရှိရဆိုတာကဝင်တိုလားနော်မနာလိုတယ်ဆိုတာကလက်ကိုထဲသာသွားတာတနည်းအားဖြင့်ကိုလိုကောင်းတာတွေကိုသူများရသွားတာကိုမရှိသေးတဲ့သဘောစိတ်တိုင်းမကြနိုင်တဲ့သဘောနော်ကောင်းတာတွေမရစေခြင်းပေါ့ဟုတ်လားမနာလိုတဲ့သဘောနော်ဝင်တိုတယ်ဆိုတာကဘာလို့ကိုမှရှိနေတဲ့ကောင်းတာတွေကိုသူများနဲ့မဆက်ဆံလို့မဆက်ဆံစေလိုတဲ့သဘောနော်နှမျိုးတယ်ဝင်တိုတယ်ဆိုတာတွဲပြီးတော့သုံးတယ်ပေါ့ဟုတ်လားအဲ့ဒီအိတ်တာမရှိရတန်ရုံးစဉ်တရားနှစ်ပါးကြောင့်လောကလူသားတွေဟာချမ်းသာခြင်းပါနဲ့ဆင်းရဲတယ်ဘေးရန်ကင်းကျင်ပါနဲ့ဘေးရန်နေနေကြရတယ်ဒါလေးကကိုဉာဏ်ရှိတယ်လို့ဆက်ပြီးတော့စဉ်းစားကြည့်ရင်လည်းအရာကပို့ပြီးတော့ရှိနိုင်တယ်ပေါ့နော်လူသားအချင်းချင်းမနာလိုမှုဝန်တုံမှုတွေကိုအကြောင်းပြုပြီးတော့လောကကြီးမှာပူလောင်နေတာရှုပ်ပွက်နေတာတွေအများကြီးရှိဘူးလားရှိတယ်နော်ကိုယ့်ရဲ့စိတ်နှလုံးထဲမှာလည်းဒီမနာလိုမှုဝန်တုံမှုကြောင့်ပူလောင်ရတာတွေဆင်းရဲရတာတွေအများကြီးမရှိဘူးလားရှိတာပေါ့ဟုတ်လားဒါကြောင့်မြတ်စွာဘုရားကဘေးရန်ကင်းကွာချမ်းသာစွာနေလိုကြတဲ့တတ္တဝါတွေဘာကြောင့်ဆင်းရဲနေကြတာလဲလို့မေးတော့အိတ်တာမရှိရတရားနှစ်ပါးကြောင့်ဖြစ်ဒါနဲ့ရင်ဗျာတဲ့အဲ့ဒီအိတ်တာမရှိရတရားနှစ်ပါးကကိုဘာကြောင့်ဖြစ်လာတာတော့ဟောအိတ်တာမရှိရတရားနှစ်ပါးရဲ့အကြောင်းတရားကိုမေးတယ်နော်မေးတဲ့အခါကျတော့မြတ်စွာဘုရားဘာပြောလို့ဆိုအိတ်တာမရှိရဆိုရင်မနာလိုခြင်းဝင်တိုခြင်းတရားတွေဟာချစ်ချင်းမုန်းခြင်းကြောင့်ဖြစ်တာတဲ့ဟောလာပြီဟုတ်လားချစ်ချင်းမုန်းခြင်းကဒီမှာအကြောင်းတရားဖြစ်နေတယ်နော်ချစ်ချင်းမုန်းခြင်းဒီဟုသောအကြောင်းကြောင့်အိတ်တာမရှိရဖြစ်လာတယ်ဆိုတာဒီဒေသနာရမထင်ရှားဘူးလားထင်ရှားတယ်ဆိုလိုတာကချစ်ချင်းမုန်းခြင်းဆိုတာဖြစ်လာပြီဆိုတာ ਨੇ အဲ့ဒါမနာလိုခြင်းဝင်တိုခြင်းတွေဆိုတာကဖြစ်တော့မှာဒါကြောင့်ပြီးတော့ကောင်းတော်အောင်လို့တိတိကျကျစဉ်းစားကြည့်ဒေသနာလေးတွေကစဉ်းစဉ်းစားစားနားထောင်ရင်တိတ်အရသာရှိတယ်လို့ထင်တယ်ဟုတ်လားချစ်ချင်းမုန်းခြင်းရှိလာရင်ဖြစ်လာရင်မနာလိုခြင်းဝင်တိုခြင်းဆိုတာဖြစ်လာဆိုကြပါစို့မနာလိုတဲ့စိတ်တွေဝင်တိုတဲ့စိတ်တွေဘာကြောင့်ဖြစ်တော့လို့စိတ်သိကြည့်ပါနော်အထူးသဖြင့်မနာလိုတဲ့သဘောဟာဘာကြောင့်ဖြစ်တော့ဆိုရင်မုန်းခြင်းသဘောကြောင့်အဖြစ်များတယ်ပေါ့ကိုမုန်းတဲ့လူတွေအစဉ်ပြေ၎င်းနာတွေဖြစ်နေတယ်ဆိုရင်စိတ်ထဲမှာအရာကမရှိဘူးခံရခက်တယ်အဲ့ဒါဘာကြောင့်အဲ့ဒီခံစားချက်မျိုးခံစားရအောင်ဆိုတော့ဒီမနာလိုမှုဆိုတဲ့အိတ်တန်ကနှိမ့်ဆက်လို့ဖြစ်သွားတာကိုကတော့ထင်တာပေါ့ဒီလူဖြစ်နေလို့ငါဆင်းရဲရတာအမှန်ကအဲ့ဒီလူပေါ်မှာကိုကမရှုစိတ်လို့မနာလို့ကိုဆင်းရဲရတာဟုတ်တယ်မို့လားတကယ်လို့ကိုချင်းမြတ်လို့တဲ့ပုံကိုယ်တွေမှာကြီးပွားမယ်ချမ်းသာမယ်အဆင်ပြေမယ်ဆိုရင်မနာလို့တဲ့အကြောင်းဖြစ်ချင်ရှိတာမရှိဘူးကိုမုန်းတဲ့လူအဆင်ပြေမှလည်းမနာလို့မှုဆိုတာဖြစ်တာအဖြစ်များပဲအေးဒါကြောင့်မုန်းခြင်းဒီများသောဖြင့်မနာလို့မှုကိုဖြစ်စေချစ်ခြင်းကတော့များသောဖြင့်
ဝန်တူမှုကိုဖြစ်စေတယ်ဒါကတော့အလုံးဝထင်ရှားတယ်လို့ထင်ပါဟုတ်လားကိုချင်းချင်းတော့တဲ့အရာတွေနဲ့တဘာလို့သူတွေကိုမဆက်ဆံစေခြင်းဘူးဆိုတာကတော့ပုထုဇဉ်လူသားတွေမှာအကြီးအကျယ်ကိုမရှိဘူးလားရှိတယ်နော်ဒါကြောင့်ပြည့်တဲ့ပေါင်းတော်တို့ချစ်ချင်းမုန်းခြင်းဖြစ်လာလို့ရှိရင်အကျိုးရလဒ်အနေနဲ့မနာလိုခြင်းဝန်တိုခြင်းဆိုတဲ့အကျိုးညနဲ့တရားတွေဖြစ်လာတယ်မနာလိုခြင်းဝန်တိုခြင်းတွေဖြစ်ပြီးဆိုရင်တော့သောတော်ကပြောရတဲ့ဘေးရည်အန္တရာယ်ကြောက်စရာတွေဆိုတာဆက်ပြီးတော့ဖြစ်လာမယ်ပေါ့ဒါကြောင့်ချစ်ချင်းမုန်းခြင်းကြောင့်ဘာတွေဆက်ဖြစ်နိုင်မလဲဆိုတဲ့အကျိုးရလဒ်ပိုင်းမှာအတူချုပ်ပြောရမယ်ဆိုရင်ဒီတက်ကပညာသုတ်တန်ရမနာလိုခြင်းဝန်တိုခြင်းမှတည်ဆင်းရဲချမ်းသာခြင်းစီတို့ဆိုပြီးအဲ့ဒီဆိုးကျိုးရလဒ်တွေဟာချစ်ချင်းမုန်းခြင်းကြောင့်မဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်ဒါကြောင့်ပြီးတော့ပေါင်းတော်လို့ဒါကတက်ကပညာသုတ်တန်အရာပေါ့နော်ဒီပြင်တရားတွေကိုအရင်တို့လေ့လာပြီးတော့ပြောမယ်ဆိုလို့ရှိရင်ချစ်ချင်းမုန်းခြင်းကြောင့်ဖြစ်လာတဲ့ဆင်းရဲဒုက္ခတွေဟာအလွန်တရာမှများပြားတယ်လို့ဆိုရတယ်ဆိုရပါစို့အရင်တို့ဓမ္မဝရပါဠိတော်မှာဂါထာလေးတစ်ပုဒ်ချစ်ချင်းနဲ့ပတ်သက်ပြီးတော့ဒါတွေဟောထားတာတစ်ပုဒ်ရှိတယ်နော်ဘေးကတော့လည်းပဲကြားဖို့ကောင်းကြားဖို့မယ်လို့ထင်ပါတယ်ပေမတော်ဇာယတိတောကောပေမတော်ဇာယတိဘေယပေမတော်ဝိပ္ပဗုဒ္ဓတာနတ္တိတောကောကုတောဘယံတဲ့ဂါထာလေးတစ်ပုဒ်ရှိတယ်ပေမတော်ချစ်ခင်နှစ်သက်ခြင်းကြောင့်တောကောဆိုရင်ရင်တို့ဒီဇာယတိဖြစ်လာရတယ်နော်ချစ်ချင်းကြောင့်ဆိုရင်ဆိုတာဖြစ်တယ်ပေမတော်ချစ်ခင်ခြင်းကြောင့်ဘေးရန်ဘေးတို့ဒီဇာယတိဖြစ်ကုန်ပြီနောက်ကြောက်မက်ဖွယ်ရန်ဘေးကြောက်เสียရတယ်တရားဖြစ်အကြောက်တရားတွေဒါတွေဟာချစ်ချင်းကြောင့်ဖြစ်လာချစ်ချင်းကြောင့်ဆိုရင်ဆိုတာဖြစ်တယ်ချစ်ချင်းကြောင့်ဘေးတွေဆိုတာဖြစ်တယ်ဒါကလက်တွေ့တရားဓမ္မတို့အရင်ကစဉ်းစားကြည့်မယ်ဆိုရင်ကိုလွယ်လွယ်ကူကူသိနိုင်ပါတယ်ကိုယ်ပေါ်မှာဆိုရင်နေရတာကြောက်နေရတာများသောအားဖြင့်ရှေ့ရတဲ့မျက်နှာရတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ပဲဖြစ်နေကြတာပေါ့ဒီနေရာမှာချစ်ချင်းဆိုတာကလည်းနေပယ်ကအခြေကြီးပဲနော်ကိုယ်ခန္ဓာကိုယ်ချစ်တာရှိတယ်သူတော်ခန္ဓာကိုယ်ချစ်တာရှိတယ်ပစ္စည်းဥစ္စာတွေအပေါ်မှာချစ်တာရှိတယ်ချစ်ချင်းဆိုတာကနေပယ်ကအခြေကြီးပေါ့ဟုတ်လားအဲ့ဒီချစ်ခင်မျက်နှာနှစ်သက်မှုတွေများရင်များတော့ချစ်ချင်းကြောင့်ဖြစ်တဲ့ဆိုရမှုတွေချစ်ချင်းကြောင့်ဖြစ်တဲ့ဘေးတွေဆိုတာကိုယ်ပေါ်မှာရှိလာမှာပဲဟုတ်လားဒါကြောင့်မြတ်စွာဘုရားကပေမတော်ဝိပ္ပဗုဒ္ဓနာချစ်ချင်းကလည်းကင်းလို့အောင်ကြိုးစားနိုင်တဲ့ပုဂ္ဂိုလ်မကြိုးစားအထုတ်လို့ချစ်ချင်းကလွတ်မြောက်မယ်ဆိုလို့ရှိရင်နတ္တိတော်ကိုယ်တွေစိုးရင်ဆိုတာမရှိနိုင်ဘူးလေဟုတ်လားကုတောဘယံဘေးဆိုတာလည်းဘယ်မှာရှိပါမလို့လို့မြတ်စွာဘုရားဟောတာနော်ဒါကြောင့်ပြီးတော့ပေါင်းတော်တော့အဲ့ဒီကာထာလေးအမှတ်တမ်းစရာကောင်းပါချစ်ချင်းကြောင့်စိုးရင်ရတယ်ချစ်ချင်းကြောင့်ဘေးဖြစ်ရတယ်ချစ်ချင်းကလွတ်မြောက်မယ်ဆိုရင်စိုးရင်လည်းဖြစ်စရာမရှိဘူးဘေးဆိုတာလည်းဖြစ်စရာမရှိဘူးဟုတ်လားအဲ့တော့ဦးဇင်းတို့ဒီအချက်လေးနဲ့ပတ်သက်ပြီးတော့တာယုတ်ပါဠိတော်ထဲမှာမှတ်တမ်းတင်ထားတာလေးတစ်ခုရှိတယ်မြတ်စွာဘုရားကာရဝါမှာဦးဇင်းတို့ဥရဝေလာကပ္ပဏီကိုမှာသတင်းသုံးတော့ဗတ္တရကလို့အမည်ရတဲ့ဇွာကကြီးတယောက်ကမြတ်စွာဘုရားကြီးရောက်လာတယ်ရောက်လာပြီးတော့မြတ်စွာဘုရားကိုမေးတယ်ပေါ့မြတ်စွာဘုရားတဲ့ဘုရားတပည့်တော်ကိုဆင်းရဲဖြစ်ခြင်းဆင်းရဲချုပ်ခြင်းကိုဟောကြားတော်မူပါဘုရားတဲ့သူမေးတဲ့မေးခွန်းကအကြီးကြီးပဲနော်ဆင်းရဲဖြစ်ခြင်းဆင်းရဲချုပ်ခြင်းကိုဟောပေးပါတဲ့အဲ့လိုမြတ်စွာဘုရားကိုတောင်းပန်တော့မြတ်စွာဘုရားကတခါကြီးတဲ့အဲ့လိုဆိုလို့ရှိရင်ဆင်းရဲဖြစ်ခြင်းဆင်းရဲချုပ်ခြင်းနဲ့ပတ်သက်ပြီးတော့တဲ့ငါကဟိုးအတိတ်ကာလတုန်းကဒီလိုအကြောင်းတွေကြောင့်ဆင်းရဲဖြစ်ခဲ့တယ်ဆင်းရဲချုပ်ခဲ့တယ်လို့အတိတ်ကာလကဖြစ်ရတဲ့ကိုအခြေခံပြီးတော့တဲ့ငါဆင်းရဲဖြစ်ခြင်းဆင်းရဲချုပ်ခြင်းကိုဟုတ်ပဲဆိုရင်တဲ့ကဒါငကိုယ်တုန်းကဖြစ်ခဲ့တဲ့ကိစ္စတွေပါဟုတ်ချင်မှဟုတ်မှာပါလို့တဲ့ရဲ့စိတ်ထဲမှာဂျုံမတန်ရည်ဖြစ်နိုင်တယ်ဟုတ်လားနောက်အနာဂတ်မှာဖြစ်မဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဆင်းရဲဖြစ်ခြင်းဆင်းရဲချုပ်ခြင်းကိုဟုတ်ခဲ့တယ်ဆိုရင်လည်းတဲ့ရဲ့စိတ်ထဲမှာဒါကနောက်ကျမှဖြစ်မဲ့ကိစ္စဆိုတော့ဟုတ်ချင်မှဟုတ်မှာပါလို့တန်တရားဝင်နိုင်တယ်လို့ဒါကြောင့်တဲ့ကိုအတိတ်ကာလနဲ့ပတ်သက်ပြီးတော့အနာဂတ်ကာလနဲ့ပတ်သက်ပြီးတော့ဆင်းရဲဖြစ်ခြင်းဆင်းရဲချုပ်ခြင်းကိုငါမဟောဘူးတဲ့အခုလုံးလုံးစင်ဟုတ်လားဒီနားမှာထိုင်နေတဲ့တဲ့ကိုဒီနားမှာထိုင်နေတဲ့ငါကလေဟောမြတ်စွာဘုရားသုံးလုံးထားလို့နော်အခုလုံးလုံးစင်ဒီနားမှာထိုင်နေတဲ့ငါကဒီနားမှာထိုင်နေတဲ့တဲ့ထိုင်ရမထဆင်းရဲဘာကြောင့်ဖြစ်တယ်ဆင်းရဲဘာကြောင့်ချုပ်တယ်ဆိုတာကိုထိုင်ရမထသိအောင်ငါပြောမယ်တဲ့ဘလောက်စိတ်ဝင်စားတယ်ကောင်းတဲ့ဟောပြောချက်နော်ဒီကာလကိုအကြောင်းပြုပြီးတော့လည်းဆင်းရဲဖြစ်ခြင်းချုပ်ခြင်းကိုမဟောနာဂတ်ကာလနဲ့ပတ်သက်ပြီးတော့လည်းဆင်းရဲဖြစ်ခြင်းချုပ်ခြင်းကိုသူမဟောဘူးတဲ့မြတ်စွာဘုရားခုလောလောဆယ်ထိုင်နေတဲ့သင်္ရှိမှာထိုင်နေတဲ့နာမှာဒီနားမှာထိုင်နေတဲ့သင်ကိုဆင်းရဲဖြစ်ခြင်းချုပ်ခြင်းကိုဟောပဲအဲ့ဒါသင်ကိုငါမင်းမေတဲ့သင်ကြိုက်တဲ့လိုသဘောကျတယ်လို့ဖြေပါတဲ့မြတ်စွာဘုရားကဟောဒီဥရဝေလာကပ္ပဏီကိုမှာ
တစုံတယောက်ဒုက္ခရောက်လို့တစုံတယောက်ဆင်းရဲလို့အကြီးအကျယ်ဆင်းရဲလို့သင်ဒုက္ခရောက်เสียဖြစ်နိုင်တယ်တစုံတယောက်သောပုဂ္ဂိုလ်ဒီဥရဝလကပ္ပမှာရှိသလားတဲ့အဲ့လိုမေးတဲ့အခါကျတော့ဇာတကြီးကရှိပါတယ်ဗျာတဲ့တစုံတယောက်ဒုက္ခရောက်လို့ဘုရားတပည့်တော်ဒုက္ခရောက်သွားနိုင်တယ်အဲ့ဒီလိုတစုံတယောက်ဒီအများကြီးရှိတယ်တဲ့ဒီဥရဝလကပ္ပထဲမှာဒါဖြစ်ရင်တစုံတယောက်ဒုက္ခရောက်လို့တင့်မှာဒုက္ခရောက်เสียမရှိတယ်အဲ့လိုတစုံတယောက်ပေါ်ရှိသလားတဲ့အဲ့လိုလူတွေလည်းရှိတယ်တဲ့သူတို့ဘလောက်ပဲဒုက္ခရောက်ရောက်ဒီလိုဘာမှစိတ်ဆင်းရဲကြမလို့တဲ့ဒုက္ခရောက်เสียမလို့တဲ့နော်အဲ့လိုလူမျိုးတွေလည်းအများကြီးရှိပါတယ်တဲ့ဥရဝလကပ္ပမှာအဲ့လိုဆိုရင်တရားကြီးတင့်ကုန်မှာမေးပါဦးပဲဒီတစုံတယောက်ဒုက္ခရောက်ရင်တော့သင်ဆင်းရဲရတယ်ဒီတစုံတယောက်ဒုက္ခရောက်ရင်တော့သင်မဆင်းရဲရဘူးဟုတ်လားအဲ့ဒီလိုဖြစ်တာအကြောင်းတရားကဘာလဲတဲ့ဟိုသူ့ကိုပဲပြန်မေးတာနော်တစုံတယောက်ဒုက္ခရောက်ရင်တော့သူဆင်းရဲရတယ်ဒီတစုံတယောက်ဒုက္ခရောက်ရင်တော့သူမဆင်းရဲရဒီလိုဘာကြောင့်ဖြစ်ရတာလို့တဲ့အဲ့လိုမေးတဲ့အခါကျတော့ဒကာကြီးကစဉ်းစားပြီးဖြေတယ်မြတ်စွာဘုရားတဲ့ဒီဥရဝလကပ္ပထဲမှာတချို့အပေါ်မှာပြီးတော့တန်ရုံးနေရှိတယ်ခင်မင်မှုရှိတယ်ရင်းနှီးမှုမြန်နှုံးမှုရှိတယ်အဲ့ဒီလိုလူတွေဒုက္ခရောက်မယ်ဆင်းရဲမယ်ဆိုရင်တော့တပည့်တော်ဒုက္ခရောက်နိုင်တယ်ဟုတ်လားဒါပေမဲ့တချို့လူတွေကြတော့တပည့်တော်တန်ရုံးနေရှိတာချစ်ခင်တာမြန်လို့တာဘာမှမရှိဘူးတချို့ဆိုရင်ရှိမှန်းတော့မှမသိဘူးပေါ့အဲ့လိုလူတွေဒုက္ခရောက်မယ်ဆိုရင်တော့တပည့်တော်ကဘာမှဒုက္ခရောက်စရာအကြောင်းမရှိဘူးတဲ့ဟောသူအဲ့လိုဖြစ်ရင်နော်ဒါပိဋကမောင်တော်တို့ရိုးရိုးလေးပါဟုတ်လားဒါကြောင့်ဒကာမတို့ဦးဇင်းတို့မှလည်းပဲနောက်တစုံတယောက်ဒုက္ခရောက်လို့ကိုယ်မှဒုက္ခရောက်เสียအကြောင်းရှိတယ်အဲ့လိုတစုံတယောက်တွေအများကြီးရှိတယ်တစုံတယောက်ဒုက္ခရောက်လို့ကိုယ်မှဒုက္ခရောက်သွားเสียအကြောင်းမရှိတယ်အဲ့လိုတစုံတယောက်တွေလည်းအများကြီးရှိတယ်ဟုတ်လားဘာကြောင့်ကိုယ်မှဒုက္ခဖြစ်လာတယ်ဘာကြောင့်ကိုယ်မှဒုက္ခမဖြစ်တာလဲဟောအဖြေကဘယ်လိုပေါ်သွားဆိုချစ်ခင်တဲ့မျက်နှာမှုဆိုတာအဖြေကပေါ်သွားတယ်ချစ်ခင်တဲ့မျက်နှာမှုရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ပုံမှာအဲ့လိုဒုက္ခရင်ကိုယ်ဒုက္ခရောက်ချစ်ခင်မျက်နှာနှစ်သက်မှုမရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ပုံမှာသူတို့ဒုက္ခရောက်ရင်ကိုယ်ဒုက္ခရောက်တဲ့အကြောင်းမရှိအဲ့တော့မြတ်စွာဘုရားကဘာပြောလို့ဆိုတခါကြီးအဲ့လိုဆိုရင်ဒုက္ခဖြစ်ခြင်းဒုက္ခချုပ်ခြင်းနဲ့ပတ်သက်ပြီးတော့အဲ့ဒီအကြောင်းတရားကိုသင်ကိုယ်တိုင်လည်းဖြေပြီးပြီတဲ့မြတ်စွာဘုရားဒေဂနာရမှာဘလို့ကျွမ်းကျင်တယ်လဲဆိုတာစဉ်းစားတော့ဒုက္ခဖြစ်ခြင်းဒုက္ခချုပ်ခြင်းကိုပါတယ်တော့သင်ကိုယ်တိုင်လည်းဖြေပြီးပြီတဲ့ဒါကြောင့်မို့လို့အတိတ်ကာလတုန်းကဖြစ်ခဲ့တဲ့နေရာတော့ဒုက္ခတွေဟာဒီချစ်ခင်တဲ့မျက်နှာမှုကြောင့်ဖြစ်တယ်လို့သင်မှတ်ရတယ်။နောက်အနာဂတ်မှာဖြစ်တဲ့နေရာတော့ဆင်းရဲဒုက္ခတွေကလည်းပဲဒီချစ်ခင်တဲ့မျက်နှာမှုကြောင့်ဖြစ်တယ်လို့သင်မှတ်ရတယ်။ခုလောလောဆယ်ဖြစ်နေတဲ့ဆင်းရဲဒုက္ခတွေကလည်းချစ်ခင်မျက်နှာတဲ့မှုကြောင့်ဖြစ်တာလို့သင်အမှန်တိုင်းသိရတယ်တဲ့။အဲ့လိုမျိုးမြတ်စွာဘုရားကအမိန့်ရှိတော်ဒကာကြီးကတကယ့်ကိုတအံ့တော်နဲ့သူသဘောကျသွားတယ်။ဝမ်းမြောက်ဝမ်းသာနဲ့ဘာပြောလို့ဆိုတော့မြတ်စွာဘုရားတဲ့ချစ်ခင်တဲ့မျက်နှာမှုကြောင့်ဆင်းရဲဒုက္ခဖြစ်ရတယ်ချစ်ခင်တဲ့မျက်နှာမှုမရှိလို့ဆင်းရဲဒုက္ခချုပ်ရတယ်ဆိုတဲ့စကားဟာအလွန်မှကောင်းမွန်မှန်ကန်တဲ့စကားပါတဲ့။ဘာဖြစ်လို့လဲဆိုတော့တပည့်တော်မှာအလွန်ချစ်ရတဲ့စိရဝါတိဆိုတဲ့တငယ်လေးတစ်ယောက်ရှိတယ်။သူ့ရဲ့သားလည်းဖြစ်ချင်းဖြစ်မယ်မြေးလည်းဖြစ်ချင်းဖြစ်မယ်ပေါ့နော်။အဲ့ဒီစိရဝါတိဟာမြို့ပြင်ဘက်မှာနေနေများတယ်။အဲ့တော့မနေ့လင်းလာလို့ဆိုလို့ရှိရင်ဒီစိရဝါတိနေမှကောင်းရလားချင်းချင်းသာသာမှရှိရလားဆိုပြီးတော့သူ့ရဲ့အခန်းစီတရားကိုသိရအောင်သူအမြဲတမ်းလွှတ်ရတယ်တဲ့။ဟုတ်လားအဲ့ဒီအခန်းစီတရားကိုလွှတ်လိုက်တယ်အဲ့ဒီလူပြန်မလာမချင်းတပည့်တော်မှာစိတ်မချလက်မချဖြစ်ပြီးတော့စိုးရိမ်နေရတယ်ပူပန်နေရတယ်ဒါကြောင့်မို့လို့ချစ်ခင်တဲ့မျက်နှာချင်းကြောင့်စိုးရိမ်မှုဆင်းရဲမှုတွေဖြစ်ရတယ်ဆိုတာအလွန်မှမှန်ကန်တယ်ဆိုတာကိုသူ့ရဲ့လက်တွေ့လေးကိုပြောပြီးတော့သူကထောက်ခံနေရပေါ့ဟုတ်လားဒါကြောင့်ပိဋကဘောတော်တော်ကထိုင်ရမထသိနိုင်တယ်လို့မြတ်စွာဘုရားပြောတာလေဆင်းရဲဖြစ်ခြင်းဆင်းရဲချုပ်ခြင်းဟုတ်တယ်မဟုတ်လားဘာကြောင့်ဆင်းရဲတွေဖြစ်နေတာချစ်ခင်တဲ့မျက်နှာမှုနော်တေကိုကောင်းရင်လောဘဟုတ်လားလောဘဆိုတာသမုဒိယသစ္စာလို့လည်းပဲအမိရတယ်မဟုတ်လားဖြစ်တဲ့နေရာတော့ဒုက္ခတွေကဒီလောဘကြောင့်ဖြစ်နေတာပဲလေဟုတ်လားဒါကြောင့်ပိဋကဘောတော်တော်တို့ချစ်ချင်းဆိုတဲ့တရားတွေတော့ဆိုရင်မှုပူလောင်မှုဟုတ်လားဘေးအန္တရာယ်အမျိုးမျိုးကိုဒါဖန်တီးတယ်ဆိုတာမထင်ရှားဘူးလားထင်ရှားတယ်ဒါချစ်ချင်းကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲအကျိုးရလဒ်တွေပေါ့ဆိုတော့ပြောရတာတော့ဣတ္တမစ္စရိယကိုပြောရတယ်နော်ခုဒါကဒီရင်တုတ်တန်လေးတွေမှာပြောထားတာလေးတွေကိုအရင်တို့ထည့်သွင်းပြီးတော့ပြောတာပေါ့အဲ့တော့မုန်းကြီးကြောင့်ဖြစ်လာတဲ့ဆင်းရဲဒုက္ခကတော့ဘယ်လိုလဲသူကပို့လို့တော့ကြောက်စရာတော့ဒီမုန်းကြီးမှုကိုအခြေခံပြီးတော့လောကကြီးမှာရက်စက်မှုတွေကောက်ကျစ်မှုတွေမကြောက်မနာတာအင်မတန်ကြီးမားတဲ့ဒုက္ခတွေကိုဖန်တီးနေကြတာလည်းမရှိဘူးလားရှိတယ်နော်ဒီမုန်းကြီးမှုကိုအခြေခံပြီးတော့အချင်းချင်းဒုက္ခပေးရတာ
မုန်းတီးနေတဲ့ကာယကံရှင်ကိုယ်တိုင်လည်းပဲဆင်းရဲတယ်လို့အမုန်းတီးခံရတဲ့ပုဂ္ဂိုလ်မှလည်းပဲဆင်းရဲအောင်လုပ်ကြတဲ့အတွက်ကြောင့်ဒုက္ခရောက်ကြရတယ်ဒီနေရာမှာမုန်းတယ်ဆိုတဲ့တရားမုန်းတဲ့ပုဂ္ဂိုလ်မှလည်းမတတ်တာမုန်းခံရတဲ့ပုဂ္ဂိုလ်မှလည်းအခါတရံမှာမတတ်တာဘူးသူကဒုက္ခပေးမယ်ဆိုရင်ဒါဒုက္ခရောက်နေတာပေါ့ဟုတ်တယ်မဟုတ်လားဒီမုန်းနေတဲ့ပုဂ္ဂိုလ်ရဲ့ကာယကံရှင်ကိုယ်တိုင်မှာတော့နော်နောင်တရစရာအလုပ်တွေနောင်တရစရာအပြောတွေနော်ဒီလိုအလုပ်တွေအပြောတွေကိုလုံမိပြောမိပြီးတော့တစ်ချိန်မှာအကြီးအကျယ်နောင်တနဲ့ပူပန်ရတဲ့ဆင်းရဲရတဲ့ဒါကြောင့်ပိဋကပေါင်းတော်အောင်လို့တစုံတယောက်ပေါ်မှာမုန်းမိဆိုလို့ရှိတယ်အဲ့ဒါနောင်တရစရာဖြစ်တဲ့တယ်ဆိုတာကိုသတိထားရမယ်သူ့ပေါ်မှာကိုကအကောင်းတာနဲ့မတင်တော်တာတွေကိုလုံမိနဲ့ပြောမိနဲ့ဆိုရင်ကိုလွတ်ထားတဲ့ကိုယ်ကာယကံကိုပြောထားတဲ့ကိုယ်ဝစီကံဘယ်ကိုမှသွားမှာမဟုတ်ဘူးနော်ကိုယ်ကာယကံကိုယ်ထံပြန်ပဲ့တင်အတန်နဲ့မလွဲတစ်ထက်သေးတဲ့ဟုတ်လားကိုယ်ဝစီကံကိုယ်ထံပြန်ပဲ့တင်အတန်နဲ့မလွဲတစ်ထက်သေးတယ်ဒါကြောင့်မုန်းရင်းဒီကာယကံရှင်ကိုနောင်တတရားတွေနဲ့အကြီးကျယ်ပူပန်ရစေတဲ့အဲ့ဒီမုန်းတာတွေကိုအကောင့်ထဲပေါ်ကြမယ်ဆိုရင်တော့မမုန်းခံရတဲ့တတ္တဝါတွေမှာလည်းအကြီးကျယ်ရှင်းရနိုင်တယ်ဟုတ်လားဒါကြောင့်ပိဋကပေါင်းလို့မုန်းရင်းဆိုတာလည်းပဲကြောင့်မဖွင့်ရကောင်းတယ်ပေါ့တချို့တကယ်မုန်းပြီဆိုတော့ဒီတဘောကတည်းကပဲနဲ့တန်လျာဆက်ဆက်ဒုက္ခပေးကြတာဆင်းရဲစေကြတာလည်းမရှိဘူးလားရှိနော်တမင်မွေးရင်ကြာစားရင်ဇလန်းလေးပြောရမယ်ဆိုတော့ကောင်းမှာပေါ့ဟုတ်လားတိုးတော်လည်းဒါတွေကလူတိုင်းသိနေတာဆိုတော့ကိုယ့်အကိုစဉ်းစားရှင်းရင်ပြီးလို့ကြည့်ရင်လည်းမသိနိုင်ဘူးလားသိနိုင်ဒါကြောင့်ပိဋကပေါင်းတော်လို့အမုန်းတရားတွေဆိုတာလည်းပဲတကယ်မှပူပန်နေခါသိတယ်ဆိုတာထင်ရှားပါတယ်ဒါကြောင့်ချစ်ချင်းဘာကြောင့်ဖြစ်တယ်ဆိုတဲ့အကြောင်းတရားဆိုတော့ပြောရပြီဟုတ်လားချစ်ချင်းဆိုတာအလိုဆန္ဒကြောင့်ဖြစ်တယ်ချစ်ချင်းမုန်းရင်းကြောင့်လည်းဖြစ်တယ်ဟုတ်လားအခုပြောလိုက်တာကဘာလို့ချစ်ချင်းကြောင့်ဖြစ်လာတဲ့အကျိုးရလဒ်ချစ်ချင်းမုန်းရင်းရဲ့အကျိုးတရားပေါ့ချစ်ချင်းမုန်းရင်းရဲ့အကျိုးတရားကိုဦးဇင်းတို့တက္ကပညာသုတ်တန်ရဘယ်လိုပြောရတော့အိတ်တာမရှိရကိုဖြစ်စေတယ်ချစ်ချင်းမုန်းရင်းဒီဘာကိုဖြစ်စေတယ်အိတ်တာမရှိရကိုဖြစ်စေတယ်အိတ်တာမရှိရသည်ဘေးတွေရန်တွေအန္တရာယ်တွေကိုဖန်တီးလိုက်တယ်ဟုတ်ရဲ့လားဒီနောက်တစ်ချက်ကဘာပြောလို့ချစ်ချင်းဒီစိုးရိမ်ရင်ပူလောင်ခြင်းကြောက်ကြခြင်းတွေကိုဖြစ်စေလိုက်တယ်ဆင်းရဲဒုက္ခများစွာကိုဖန်တီးမယ်မုန်းခြင်းတွေလည်းပဲပူလောင်မှုတွေဆင်းရဲမှုတွေခါးသိမှုတွေကိုအများကြီးဖန်တီးနိုင်တယ်လို့ချစ်ချင်းမုန်းခြင်းရဲ့အကျိုးတရားတွေကိုနော်ဒါကမှလို့ဦးဇင်းတို့ပြောရဆိုရင်ကုန်နိုင်ပွဲရမရှိဘူးဒါနဲ့ဦးဇင်းကဘာဆက်ပြီးတော့ပြောခြင်းလို့ချစ်ချင်းမုန်းခြင်းကြောင့်ဖြစ်လာတဲ့ဆင်းရဲဒုက္ခတွေကိုအခြေအဆုံးမပြောတာတော့ဆိုတော့ဒီလောက်ဆိုးတဲ့ချစ်ချင်းမုန်းခြင်းကိုဘယ်လိုပေးရှားမလဲဆိုတဲ့ဒီလမ်းပိုင်းလေးကိုပြောခြင်းနေသေးလို့ဟုတ်လားချစ်ချင်းမုန်းခြင်းရဲ့အကြောင်းအကျိုးသဘောကိုဒီလောက်နဲ့ဦးဇင်းတို့ကရှင်းလိုက်ပြန်ပေါ့ဟုတ်လားဒီဘာဆက်ပြောမလို့ချစ်ချင်းမုန်းခြင်းကိုဖေးနိုင်အောင်ဘယ်လိုကြိုးစားမလဲဒီနေရာချင်းချစ်ချင်းမုန်းခြင်းကလွတ်မြောက်အောင်ဘယ်လိုအထောက်ကြမလဲဒါလေးဟုတ်လားအဲ့တော့ဒီနေရာမှာဦးဇင်းတို့ချစ်ချင်းမုန်းခြင်းကလွတ်မြောက်ခြင်းလေဆိုရင်ချစ်ချင်းမုန်းခြင်းရဲ့အကြောင်းတရားကိုဖယ်ရှားလိုက်ဖို့ပါပဲချစ်ချင်းမုန်းခြင်းရဲ့အကြောင်းတရားကိုဆိုတော့တက္ကပညာတုတ်တန်ရတိတ္တတို့ဘလို့မှတ်ခဲ့ကြတယ်ဘလို့စန္ဒလို့မှတ်ခဲ့ကြတယ်နော်ဘလို့စန္ဒပြည့်ရင်ရှင်းမယ်ဘလို့စန္ဒမပြည့်ရင်ဟုတ်ပဲအဲ့လိုဆိုရင်ချစ်ချင်းမုန်းခြင်းမရှိခြင်းဘူးဆိုရင်ဒီအလိုစန္ဒဆိုတဲ့လောဘကိုဖယ်နိုင်မယ်ဆိုလို့ရှိရင်ဒါချစ်ချင်းမုန်းခြင်းကြောက်တော့မှာဟုတ်တယ်မဟုတ်လားအဲ့တော့ဒီလောဘတရားတရားခံဖြစ်နေပြီနော်သူတရားခံဖြစ်နေပြီချစ်ချင်းမုန်းခြင်းရဲ့အဓိကလက်တွေဖြစ်နေပြီဟုတ်လားဒီဒါကြောင့်ပြတ်တော့ဒါကတော့အတူချုပ်ပြီးတော့ဖြေလိုက်တဲ့ချစ်ချင်းမုန်းခြင်းကလွတ်မြောက်အောင်ကြိုးစားအထောက်နည်းပေါ့နော်အဲ့တော့ဦးဇင်းတို့ဒီနေရာမှာနည်းနည်းလေးတော့အကျေပြောခြင်းပါလေတော့ချစ်ချင်းကိုဘယ်လိုဖေရှားမလဲမုန်းခြင်းကိုဘယ်လိုဖေရှားမလဲလို့သူ့ကိုကြတော့နှစ်ပိုင်းတော့အသေးစိတ်လေးပြောကြည့်ဟုတ်လားဒီနေရာမှာချစ်ချင်းဆိုတာကတရားကိုကောက်ရင်လောဘလို့ပြောခဲ့ပြီနော်ဆွေလန်းမှုနှစ်သက်မှုမြင်လို့မှုဒီလိုတရားတွေကိုဒါချစ်ချင်းလို့ခေါ်တာဟုတ်လားအဲ့တော့ဒီနေရာမှာဦးဇင်းတို့အဲ့ဒီတုတ်တန်ဆိုပြီးတော့ဣတိယပါဠိတော်မှာမြတ်စွာဘုရားဟောထားတဲ့တုတ်တန်တစ်ပုဒ်ရှိတယ်အဲ့ဒီတုတ်တန်ထဲမှာမြတ်စွာဘုရားဟောထားတဲ့ဒေသနာလေးတစ်ခုပေးထားတဲ့နေလန်းလေးတစ်ခုပေါ့ဘာပြောထားလဲဆိုတော့ဒီနိဗ္ဗာန်ပင်ဒီရာဂတိနိစ္စံအတုဝတင်ဤနောတဲ့နော်ယာဂဆိုတဲ့ဆွေးနွေးမှုမိတော့မိတယ်ကိုငြိမ့်သက်ဖို့အတွက်အတုပဘာဝနာဒီဟုသောရေကိုအသုံးပြုရမယ်တဲ့ဒီနည်းလမ်းလေးရှိရင်နော်ယာဂဆိုတဲ့ဆွေးနွေးမှုတနည်းအားဖြင့်လောဘဆိုတဲ့ဒီချစ်ချင်းတရားတွေကိုဒီမိတော့ကိုငြိမ့်သက်ခြင်းလေဆိုလို့ရှိရင်အတုပဘာဝနာကိုပွားများရတယ်အတုပဘာဝနာဆိုတာဘာပြောတာလဲ
မိမိခန္ဓာရဲ့သဘောသူတစ်ပါးခန္ဓာရဲ့သဘောကိုအမှန်တိုင်းသိအောင်ကြိုးစားတာဒီနေရာမှာခန္ဓာဆိုတဲ့နေရာမှာခန္ဓာက၅ပါးရှိတယ်လို့ပြောတဲ့မှတ်ထားတယ်နော်ခန္ဓာဆိုတဲ့စကားလုံးလေးရဲ့အဓိပ္ပာယ်ကိုဘယ်လိုနားလည်ထားတော့ခန္ဓာဆိုတာအပေါင်းအစုအဝေးအဖွဲ့အစည်းဒါခန္ဓာရဲ့အဓိပ္ပာယ်နော်ရုပ်ကလလေးတွေရဲ့စုကြည့်ထားတာပေါင်းစုထားတာကိုဒါယူဘက်ခန္ဓာလို့ပြောမယ်ပေါ့နော်စိတ်ပညာအရာခေပညာအရာပြောမယ်ဆိုရင်တော့ဒီဆဲလေးတွေရဲ့အစုအဝေးကိုဒါယူဘက်ခန္ဓာပေါ့ဟုတ်လားအေးရုပ်ပိုင်းဆိုင်ရာအပေါင်းအစုကိုတစ်ခုနောက်နာမ်ပိုင်းဆိုင်ရာအပေါင်းအစုတွေကကျတော့၄မျိုးခွဲပြီးတော့ပြထားတယ်ဝေဒနာခန္ဓာဆိုတဲ့ခံစားမှုအစုအဝေးသင်္ညေခန္ဓာဆိုတဲ့မှတ်သားမှုအစုအဝေးသင်္ခါရခန္ဓာဆိုတဲ့ပြုလို့စိတ်ဆော်မှုစေတနာကောင်းဆောင်တဲ့စေတသိက်တရားတွေပေါ့ဒါသင်္ခါရအစုအဝေးဟုတ်လားပြီးတော့ကတော့ဝိညာဉ်နဲ့ခန္ဓာဆိုတဲ့သိမှုအစုအဝေးဆိုပြီးတော့နာမခန္ဓာကျတော့၄မျိုးခွဲပြီးတော့ပြတယ်သူကသိဖို့အင်မတန်ခက်ခဲတဲ့နေတယ်ပေါ့ဟုတ်လားဒီနေရာမှာဦးဇင်းတို့အတုပဘာဝနာကိုပွားများရမယ်မိမိရဲ့ခန္ဓာကိုအမှန်တည်းသိအောင်ကြိုးစားရမယ်ဆိုတာကဒီယူဘက်ခန္ဓာနဲ့ပတ်သက်ပြီးတော့အမှန်တည်းသိအောင်ကြိုးစားရမယ်လို့အဓိကဆိုလိုတာနောက်ဝေဒနာတို့သင်ညာတို့သင်္ခါရတို့ဝိညာဉ်တို့ဆိုတဲ့နံတရားတွေဆိုတာပဂရိမျက်စိနဲ့မြင်လို့ရတဲ့အရာတွေလည်းမဟုတ်ဘူးနံတရားတွေပေါ့သူတို့ကပုတ်ပြီးတော့နုညံ့နဲ့သိမ်မွေ့တယ်နည်းနည်းတွေပေါ့ဒီယူဘက်ခန္ဓာကတော့ပဂရိမျက်စိနဲ့ကိုမြင်နေတာပဲလေဟုတ်တယ်မဟုတ်လားပဂရိမျက်စိနဲ့မြင်နေတာနော်ဒီစပယ်အစမကျင်ငယ်အစုံသုံးတဲ့ကုဋ္ဌာတနောက်ပြီးတော့ဒီစပယ်အစခြေဘဝအစုံဒီကိုယ်အောင်ကြီးကမြင်နေတာပဲဟုတ်လားအဲ့တော့အတုပဘာဝနာကိုပွားများနေဆိုတာဒီခန္ဓာရဲ့မတင့်တယ်တဲ့သဘောတရားကိုအမှန်တည်းသိအောင်ကြိုးစားတာလုပ်ကျင်ပြီးတော့စဉ်းစားတာမဟုတ်ဘူးစိတ်ကူးရင်ပြီးတော့တွေးနေတာမဟုတ်ဒီခန္ဓာဟာတကယ်မတင့်တယ်တဲ့သဘောဖြစ်လို့မို့တကယ်မတင့်တယ်တာကိုအမှန်တည်းသိအောင်ကြိုးစားတာအဲ့ဒါအတုပဘာဝနာပေါ့နော်အဲ့ဒါကိုကြိုးစားလို့ရှိရင်ဇာကဆိုရင်မီးငြိမ်းနိုင်တယ်ချစ်ချင်းဆိုတဲ့တရားကိုဖေရှားနိုင်တယ်ပေါ့ဟုတ်လားဒီချက်နဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ဓမ္မပဒပါဠိတော်မှာနော်မြတ်စွာဘုရားဟောထားတယ်အဘေယမင်းသားကိုဟောထားတဲ့ဂါထာလေးတစ်ခုရှိတယ်အဘေယမင်းသားဆိုတာကဒေဝိတာကမင်းကြီးရဲ့သားတခါမှသူကစစ်ပွဲတစ်ပွဲကိုအနိုင်တိုက်နေလို့ဘင်းကြီးကသဘောကျပြီးတော့သူ့ကိုထိနှန်းစည်းစိမ်ပေးတယ်လို့ဆိုတယ်တည်ငါတော့ဟုတ်လားအဲ့လိုပေးတဲ့အထဲမှာအလွန်ချုံမောလှပတဲ့ကကြည်တယ်မာလေးတယောက်လည်းပါတယ်လို့ဆိုတယ်အဲ့ဒီကကြည်တယ်မာလေးကဒီ9ရက်အတွင်းမှာပဲသူ့ကိုကပြ3တော်ခံဖြောပြင်းရင်းနဲ့ရုပ်တရက်ဆုံးသွားတယ်အဲ့ဒီမှာဒီအဘေယမင်းသားကအကြီးအကျယ်ဒီကကြည်တယ်မာလေးပေါ်မှာဖြစ်နေတဲ့ချစ်ခင်မြတ်နိုးမှုကြောင့်တော့ဆိုရင်ပူလောင်ခြင်းအကြီးအကျယ်သူ့မှာနှိမ့်ဆက်တာခံရတယ်ပေါ့အဲ့ဒါနဲ့သူကမြတ်စွာဘုရားကြီးကိုရောက်သွားတာရောက်တော့မြတ်စွာဘုရားကအဲ့ဒီအကြောင်းအရာကိုသိတဲ့အတွက်ကြောင့်ဂါထာလေးတစ်ခုဟောတယ်အဲ့ဒီဂါထာလေးကဘုရားစိတ်ထဲမှာအလုံးမှသဘောကျတယ်ပိဋကတို့လည်းသဘောကျမယ်လို့ထင်ပါတယ်ဂါထာဆိုတာကတူတူလေးတွေပါဠိကြပြလေးတွေပေါ့တူတူလေးနဲ့ထိရောက်အောင်အဓိပ္ပာယ်ကိုအကျယ်ကြီးပြောတာကနှုတ်တဲ့အာရုံဆောင်ထားလို့ဆိုရင်အလုံးကျိုးရှိနိုင်တယ်ပေါ့ဘာဟောတာလို့ဆိုတော့ဧထပတ္တိမာလောကစိတ်တရာဇရတုပမယထဘာလေဝိတိရံတိနတ္ထိတင်္ဂောဝိဇာနတံလေးပါးတာလည်းမများဘူး၄ပိုက်ထင်နော်ဧထပတ္တိမာလောကစိတ်တရာဇရတုပမယထဘာလေဝိတိရံတိနတ္ထိတင်္ဂောဝိဇာနတံဒီကဘာပြောလို့ဆိုတော့ဧထလာကြကုန်လို့တဲ့ဟောမြတ်စွာဘုရားခေါ်လိုက်တာနော်ဧထလာကြကုန်လို့တဲ့ရာဇရတုပမမင်းစည်းတဲ့ယထာကဲ့သို့စိတ်တန်ဆန်းကျယ်တဲ့မင်းစည်းတဲ့ယထာကြီးလို့အလွန်ဆန်းကျယ်တဲ့ဣမံလောကဤခန္ဓာကိုယ်တည်းဟူသောလောကကိုပတ္တထကြည့်ကြကုန်လို့တဲ့ဟောပထမ2ပိုက်လေးကဒါပြောတယ်နော်လာကြကုန်လို့မင်းစည်းတဲ့ယထာကြီးလို့အလွန်တရာမှဆန်းကျယ်တဲ့ဒီခန္ဓာကိုယ်တည်းဟူသောလောကကြီးကိုကြည့်ကြကုန်လို့တဲ့လောကကြီးကိုပြောလို့ဒီဩဃာတလောကကြီးနေထိုင်ရလောကကြီးကိုမျက်စိနဲ့မြင်လို့ဖြစ်မှာမဟုတ်ဘူးနော်လောကဆိုတာဒီခန္ဓာကိုယ်ဒီပင်နဲ့လောကပဲသူဒီပင်နဲ့လောကတစ်ခုကိုယ်ဒီပင်နဲ့လောကတစ်ခုဟုတ်လားဒါဣမံလောကဒီလောကကိုပတ္တထကြည့်ရဆိုတာဒီလောကဆိုတာဘာကိုပြောတာလဲဒီခန္ဓာကိုယ်ကြီးကိုပြောတာအဲ့ဒါမြတ်စွာဘုရားပြောပုံကလေးနော်လာကြပုံတော့မင်းစည်းတဲ့ယထာတစည်းလို့အလွန်တရာမှဆန်းကျယ်တဲ့ဒီခန္ဓာကိုယ်ကြီးကိုလောကကိုကြည့်ကြပုံတော့တဲ့မင်းစည်းတဲ့ယထာဆိုတာအဲ့ဒီခေတ်ကတော့မြတ်စွာဘုရားခေတ်ကတော့ဒါအဆန်းကျယ်ဆုံးပစ္စည်းဖြစ်မှာပေါ့နော်မြင်ရတာမြင်2ကောင်က4ကောင်က6ကောင်ကတချို့ယထာတွေဆိုအလွန်တရာဆန်းဆန်းကျင်ကျင်လှုပ်ထားမှာပေါ့
တကယ်တော့ဒီခန္ဓာကိုယ်ကအဲ့ဒီယထာတစ်စင်းနဲ့အလွန်တူရဲ့ပေါ့မြင်ကဆိုတော့ယထာကလိမ့်ပြီးတော့ပြေးနေပေါ့အဲ့လိုပဲဦးဇင်းတို့နန္တရားတွေရဲ့စိတ်ဆုံးမှုကြောင့်ဒီရုပ်ခန္ဓာကိုယ်ကြီးကလှုပ်ရှားနေရတယ်ဒါအချင်းချင်းလေးဥပမာဥမေယဟတ်ကြည့်တာပါခုဦးဇင်းတို့ခေတ်အနေနဲ့ဥပမာပေးမယ်ဆိုရင်ဒီခန္ဓာကိုယ်ဟာအလွန်စမ်းကြည်စွာတိဆောက်ထားတဲ့ကားတစ်စင်းနဲ့တူမယ်လို့လည်းပဲဆိုနိုင်ပါတယ်ဟုတ်တယ်မဟုတ်လားဒါပေမဲ့ကားထဲမှာတော့ခံစားတတ်တဲ့တိတတ်တဲ့ဒီလိုနန္တရားတွေတော့မပါဘူးပေါ့သို့တော်လည်းပဲဒါကတော့ဦးဇင်းတို့ခန္ဓာကိုယ်ကြီးဟာအဲ့ဒီလိုရင်တစည်းနဲ့တူတယ်ဆိုတာတော့မြတ်စွာဘုရားကအထက်ထက်ကဥပမာပေးထားတာတော့အမှန်ပဲဟုတ်လားခန္ဓာကိုယ်ကြီးဟာစမ်းကြယ်တဲ့ရင်တစည်းနဲ့တူတယ်အဲ့ဒီခန္ဓာကိုယ်ကြီးကိုဘာလို့အောင်လို့ကြည့်ရမယ်အဲ့လိုကြည့်နိုင်လို့ခန္ဓာကိုယ်ရဲ့သဘာဝကိုအမှန်တိုင်းသိအောင်ကြည့်နိုင်လို့တကယ်လို့များအမှန်တိုင်းသိခဲ့မယ်ဆိုရင်တော့နတ္ထိတံကောဝိဇာဏတံဝိဇာဏတံခန္ဓာရဲ့သဘောကိုအမှန်တိုင်းသိကြတဲ့မြင်ရတဲ့ပုဂ္ဂိုလ်တွေကသင်္ဘောကန့်ညှိခြင်းဒီနတ္ထိမရှိဘူးဟောချစ်ခင်ခြင်းကိုဒီနေရာမှာကန့်ညှိခြင်းလို့အဓိပ္ပာယ်ကောက်လို့ရတယ်နော်အေးခန္ဓာရဲ့သဘောကိုအမှန်တိုင်းသိတဲ့ပုဂ္ဂိုလ်မှာကန့်ညှိခြင်းဆိုတာမရှိဘူးယထာဘာလီဝိတိတံတိဟောခန္ဓာရဲ့သဘောကိုအမှန်တိုင်းမသိကြတဲ့မမြင်ရတဲ့ပုဂ္ဂိုလ်တွေကတော့ဝိတိတံတိဒီဒုက္ခတွေထဲမှာနစ်မွန်းသွားလိမ့်မယ်ပြောဖို့မလေးနော်တရားကြီးမှန်များလာကြကုန်တော့မင်းစည်းတဲ့ယထာတစည်းလိုအလွန်စမ်းကြည်တဲ့ဒီခန္ဓာကိုယ်တည်းဟူသောလောကကြီးကိုကြည့်ရဖို့တော့ဒီခန္ဓာကိုယ်တည်းဟူသောလောကကိုကြည့်လို့သိမယ်ဆိုရင်ကန့်ညှိခြင်းဆိုတာမရှိတကယ်လို့မကြည့်လို့မသိခဲ့ဘူးဆိုရင်တော့ဒီပုဂ္ဂိုလ်ဟာနစ်မွန်းသွားလိမ့်မယ်တဲ့ဒါပြောတာဒါကြောင့်ပိဋကဘောဓတော်တို့ဒုက္ခတွင်ထဲမှာနစ်မွန်းမနေခြင်းဘူးဆိုရင်နော်ဒုက္ခတွေနဲ့မကန့်ညှိခြင်းဘူးဆိုလို့ရှိရင်ကိုယ်ခန္ဓာတည်းဟူသောဒီလောကကိုအမှန်တမ်းသိအောင်ကြိုးစားရမယ်ဟုတ်လားအမှန်တည်းသိအောင်ကြိုးစားမယ်ဆိုလို့ရှိရင်ဆိုရပါစို့ဦးဇင်းတို့အခုအတုပဘာဝနာဆိုတာနဲ့ပတ်သက်ပြီးတော့ပြောတော့နာမ်ပိုင်းဆိုင်ရာတွေကိုအသာလေးခဏလောက်ထားလိုက်ရုပ်ပိုင်းဆိုင်ရာသိတာတဲ့မြင်တာတဲ့သိလွယ်တဲ့မြင်လွယ်တဲ့ဒီယူပခန္ဓာနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးတော့အမှန်တိုင်းသိအောင်ကြည့်ကြည့်ပါလားစိတ်ထဲမှာဘယ်လိုတွေအမြင်တွေအတွေးတွေပြောင်းလဲသွားနိုင်တယ်လဲဆိုတာလေဆိုရပါစို့ဒီခန္ဓာကိုယ်ကြီးကိုအခုဒီတိုင်းကြည့်လိုက်နောက်အဝတ်ဝတ်ပေးထားတဲ့အမျိုးမျိုးအယောင်တင်ထားတာရှိနေပေါ့ဒီတိုင်းကြည့်မယ်ဆိုရင်ဒုက္ခနာမှာအရှိတိုင်းမြင်ရတာဘာမြင်ရမလို့ဆိုတော့ဇံပင်ရဲ့ဝိညာဉ်တွေရဲ့ခြေတိလက်သီးတွေရဲ့ပွားတွေရဲ့အရှိဒီငါမျိုးမြင်ရဒါကဒီတိုင်းကိုမြင်နေရတဲ့ကိစ္စဒါကိုတစားပင်စကားလို့ခေါ်တယ်အရေးလေးရဲ့၅ခုမြောက်ကုဋ္ဌာန်တာဇံပင်ဝိညာဉ်ခြေတိလက်သီးသွားအရှိဒါကဒီတိုင်းမြင်တာဒါလေးနဲ့ဖုံးတာလေပေါ့ဟုတ်လားအဲ့လိုဆိုရင်ရှစ်ဆက်ပြီးတော့ကြည့်ကြည့်ပါဦးမသိနိုင်ဘူးလားဆိုသိနိုင်ပါတယ်ဘာမှမသိနိုင်ရအကြောင်းမရှိဆိုရပါစို့စိတ်ကိုယ်လေးနဲ့ဒီအရေးလူအရေးပါကိုခွာပြီးတော့ကြည့်ကြည့်ပါဒီအရေးလူအရေးပါရဲ့အောက်မှာဘာတွေရှိတယ်လဲတွေးလန့်ရေးရေးနဲ့အသားပြင်းကြီးရှိနေပေါ့ဒါစိတ်ကူးရင်နေတာမဟုတ်ဒါတကယ်ကိုအဖြစ်ဒါတကယ်ကိုအဖြစ်ဒါဒီတိုင်းပဲဒါသဘောတရားကြီးပဲဟုတ်တယ်မဟုတ်လားအဲ့ဒီတွေးလန့်ရေးရေးနဲ့ဒါအသားပြင်းကြီးနော်ထူတဲ့နေရာထူပါတဲ့နေရာပါချို့နေရာတော့အယိုးလေးတွေပေါ်နေတယ်ပေါ့သူ့နေရာနဲ့သူဒါတွေးသားနဲ့လိမ့်ကြံတာဒီအသားပြင်းကြီးကိုတွေးရတယ်အဲ့ဒီအသားကြီးကိုမျက်စိထဲမှာမြင်ကြည့်ပါအမျက်နှာဆိုလည်းအကုန်ခွာပြီးတော့ကြည့်ကြည့်ပါဒီအရေပါးရဲ့အောက်မှာဒီအသားရှိနေတယ်အဲ့ဒီအသားကိုမြင်နေတဲ့အခိုက်အတန့်မှာကိုယ့်ရဲ့စိတ်ထဲမှာအတွေးအမြင်ဟာစောစောကမမြင်နိုင်တဲ့တော့ဘယ်လိုမှမတူနိုင်ဘူးစိတ်ထဲမှာတက်တာမှုငြိမ်းချမ်းမှုထိုက်တဲ့အနေအထားကိုရှားနိုင်တယ်။ဘာကြောင့်လဲဆိုတော့ဆွဲလန်းမှုရောသွားလို့ပဲ။ဟုတ်လားတခါကြီးမှန်များနော်ဒီအသားကိုမြင်လိုက်တယ်ဆိုရင်မမြင်တာတော့ဆွဲလန်းမှုမရှိနိုင်ဘူး။ဟုတ်တယ်မဟုတ်လား။ဒါအဲ့လိုဆိုရင်ဆက်ပြီးတော့ကြည့်ပါဦး။ဒီအသားထဲမှာဘာတွေရှိမလို့ဟိုတရားကိုသိရိုးတာပဲလို့မထင်နဲ့နော်တရားကတော့ရိုးရိုးပဲ။ဟုတ်လား။တရားကရိုးတာနော်တရားဆိုတာအရိုးရိုးလေးပဲ။စိတ်ကစမ်းတယ်နော်အခုဘာလို့ပြောရလဲရိုးရိုးလေးတွေကိုပဲပြောတာဟုတ်လားအဲ့တော့ဒီအသားလေးပါရှိအကျိုးတွေရှိတယ်အကျိုးတွေမှာဦးဇင်းတို့ဒါခန္ဓာကိုယ်အသီးသီးကိုသွေးတွေကိုပို့နေတယ်သွေးကြောတွေရှိတယ်ဒါပိုက်သေးသေးပိုက်ကြီးကြီးနဲ့တူတဲ့သွေးကြောတွေပေါ့နောက်အာယုံကြောတွေရှိတယ်ပေါ့အဲ့ဒီအကျိုးတွေကဘယ်လောက်ထိများတော့ဆိုလို့ရှိရင်ဆက်ထားမယ်ဆိုလို့ရှိရင်နဲ့မိုင်6000လောက်တောင်ရှိနေတဲ့လူတယောက်မှရှိတဲ့အကျိုးတွေဟုတ်လားတကူလုံးကိုရှုပ်ထွေးပြီးတော့သဘုတ်အုပ်လို့ဟုတ်လားပိုက်ကုန်ကြီးဖြန့်ပြီးတော့အုပ်ထားလို့အကျော်ကြီးအကျော်သေးအကျော်ငယ်အသွေးတွေအကုန်လုံးရှက်ဆိုင်ပြီးတော့နေ
အဲ့ဒါကိုဒီကမှလို့ပြင်လို့မြင်အောင်ကြည့်မယ်စိတ်ကူးနဲ့မြင်အောင်ကြည့်လို့မရဘူးလားရတယ်ဒါပေမဲ့စိတ်ကူးထဲမှာမြင်ဖို့အတွက်ပဂတိမျက်စိနဲ့မြင်ဖို့လိုတယ်တော့တစုံတစ်ယောက်ကိုမှတ်မိဖို့ဆိုတာသူ့ကိုအရင်မြင်ဖို့လိုတယ်တင်ညာနဲ့အရင်မှတ်ရအောင်ပဲနော်အဲ့ဒါကိုမှတ်ဖို့အတွက်ဒီကနေ့ခေတ်မှာအထောက်အကူပြုပစ္စည်းတွေအများကြီးရှိရုပ်ပုံပိုင်းတွေရှိတယ်။နောက်စာထဲမှာအဲ့တော့မြတ်စွာဘုရားကအကုန်ရှင်းလင်းပြီးတော့ဟောထားတာရှိဆိုရပါစို့ဒီကုဋ္ဌာကမ္မထာကိုစီးရင်နေတဲ့ပုဂ္ဂိုလ်ဟာနော်ဒီလိုတွေကဘယ်လိုပုံသဏ္ဍာန်ရှိတယ်ဘယ်လိုအယောင်ရှိတယ်ဘယ်လိုသွားလာနေရတယ်သိအောင်လုပ်ရမယ်ဟုတ်လားခိုင်ထားတော့အဲ့တော့ဦးဇင်းတို့အသားပြီးတော့အခုအကျော်ဟုတ်လားအဲ့ဒါပြီးရင်ဘာရှစ်ဆက်ပြီးတော့ကြည်နှမ်းမှာဘာတွေ့မလို့အယိုးတွေတွေ့မှာပေါ့ဒီအယိုးကတော့ခန္ဓာကိုယ်ကြီးတွေတကယ်အမာခံတိဆောက်ထားတဲ့မရှိမဖြစ်ဖြစ်ရှိဒီအယိုးတွေမရှိဘူးဆိုလို့ရှိရင်ဒါကတော့ဦးဇင်းတို့ခန္ဓာကိုယ်ကြီးကအဝိစုကြီးတစ်ခုလို့ခွေးကြသွားမှာဟုတ်တယ်ဟုတ်လားအယိုးကအမာခံတိဆောက်ထားတယ်အယိုးမှာအမာခံတိဆောက်တဲ့တာဝန်ကိုလည်းယူထားတယ်အရေးကြီးတဲ့ပစ္စည်းတွေကိုကာကွယ်ထားတဲ့တာဝန်ကိုလည်းယူထားတယ်ပေါ့သိကြပါစို့အုံနောက်ဆိုရင်လုံးဝအထိမခံတဲ့အတွက်ကြောင့်လုံးလုံးချုံချုံအယိုးဟာမလုပ်တာပုတ်တာဟုတ်တယ်မဟုတ်လားတုံးတယ်သူ့ကိုထိလို့မရထိသွားရင်လည်းပြဿနာအကြီးကြီးတက်တယ်ပေါ့ဒါပြီးတော့သိပါဟုတ်လားပြီးရင်ဦးဇင်းတို့ဒီနံရိုးတွေနံရိုးကချင်းတပွဲဘာကြောင့်ပုတ်တာလို့ဆိုသူ့အောက်မှာအလွန်အရေးပါတဲ့နှလုံးရဲ့အဆုပ်ဒီတစ်ခုရှိတယ်ဒါတွေကလုံးဝအထိမခံနှလုံးဆိုလို့ရှိရင်လည်းဒါပြီးတော့တော့အလုံးသိပါတယ်1မိနစ်ကိုအကြိမ်ပေါင်းနော်ဘာလို့လဲ80လောက်သူရှုပ်နေပွားနေလုံးနေရတယ်ဒီလိုလုံးကိုသူကြီးရောက်သွားဖို့အတွက်သူညှစ်ထုတ်နေရတယ်တွန်းပို့နေရတယ်ဒီလိုလုံးကိုသူကြီးရောက်မှလည်းပဲသူထဲမှာပါတဲ့အောက်ဆီဂျင်တို့အာဟာရဓာတ်တို့ဒီဆေးလေးတွေကလပ်စီးလေးတွေကရပ်ပြီးရှင်းသန်းနိုင်ပါနော်ဘယ်တော့မှသူမနာရဘူးနော်သူနားပြီဆိုရင်ဒါတည်ရလို့ခေါ်ပါကိုရှင်းသန်းရေးတို့သူတို့ထဲကနေအတင်းအလုံးလုံးနေရတယ်ကိုအိတ်နေတဲ့အချိန်မှာတော့သူတို့ကများမနာရဟုတ်လားသူကလုံနေတာလားဆိုတော့မဟုတ်ဘူးသူလုံနေတာအဲ့လိုပဲအဆုတ်ဆိုရင်လည်း1မိနစ်ကိုအကြိမ်20လောက်ရှုပ်ရည်ပွားရည်နဲ့ဒါလေးတစ်လေးဟောပြောင်းလဲနေခန္ဓာကိုယ်ရှင်သန်ရေးအတွက်ဆိုရပါစို့ဦးဇင်းတို့နော်အစာအသက်9ရက်ရေအသက်10မိနစ်လို့ပြောကြတာပေါ့နော်အစာအာဟာရဒီခန္ဓာကိုယ်ကြီးကိုစောင့်ရှောက်မှုမပေးရင်ဒါသေသွားမယ်ပျက်စီးသွားမယ်အဲ့လိုပဲရေမရရင်လည်းသေသွားမယ်ပျက်စီးသွားဟုတ်လေးဆိုတာကိုစဉ်းစားကြည့်ပါဦးခဏလေးတောင်ဖြတ်တာလို့မရဟုတ်တယ်မဟုတ်လားဒီအသက်ရှူနေတဲ့ကိစ္စတွင်းနေတဲ့ကိစ္စထုတ်နေတဲ့ကိစ္စနော်ဒီဝင်လေထွက်နေတာတကယ်တမ်းကကိုကဝင်အောင်လုပ်နေတာလည်းမဟုတ်ဘူးထွက်အောင်လုပ်နေတာလည်းမဟုတ်ဝင်အောင်လုပ်လို့လည်းမရဘူးထွက်အောင်လုပ်လို့လည်းတကယ်တမ်းကမရသူ့သူဝင်နေတာသူ့သူထွက်နေအကိုတာမအဖြစ်တော့ဝင်လေထွက်တွေကိုဝင်အောင်ထွက်အောင်ကိုကလုပ်နေတယ်လို့ထင်တာပေါ့ရုပ်တရက်တော့ခုရှူလိုက်ရင်တော့ရတယ်လို့ပဲပေါ့ဒါပေမဲ့ဝင်လေထွက်တွေကိုအမြဲတမ်းကိုကလှုပ်လို့ဖန်တီးလို့ရတယ်ဆိုရင်ဝင်တာကြီးကိုထွက်အောင်ထွက်တာကြီးကိုဝင်အောင်ဝင်မဲ့အမြဲတမ်းနေအောင်ထွက်ကြည့်တဲ့အမြဲတမ်းနေအောင်လုပ်လို့ရမှာပေါ့ရနိုင်လားမရအောင်ဝင်ရင်တို့သူအတင်းတိုးဝင်လာမယ်ထွက်ချင်ရင်တို့သူအတင်းကံပြီးတော့ထွက်သွားမယ်ဒါအဆုတ်ရဲ့အဓိကလုပ်ငန်းလို့ဆိုနိုင်မို့လားဆိုနိုင်တယ်အဲ့တော့ပိဋကပေါင်းတော်အောင်လို့ကိုယ်ခန္ဓာရဲ့သဘောကိုအမှန်တိုင်းသိအောင်အဲ့လိုမျိုးတော့အယိုးကိုထောင်းပြီးတော့အသွေးအသားနဲ့လိမ့်ကြံပြီးတော့တိဆောက်ထားတဲ့ဒီခန္ဓာကိုယ်ကြီးအထဲမှာအဆုပ်တွေနှလုံးတွေအသေးတွေအစာအိမ်ဥသိဥမစံတိအစာဟောင်းအမျိုးမျိုးသောအရာတွေရောင်ရှားဆွတ်ဆွတ်ပေါ်လေဒီထဲမှာရှိနေတယ်ဒါအမှန်တရားပါပဲဟုတ်လားအဲ့ဒါကိုသိအောင်မြင်အောင်ကိုစဉ်းစားမယ်စဉ်းကျင်မယ်ကြိုးစားမယ်အားထုတ်မယ်ဆိုလို့ရှိရင်ဒါကတော့ဥစ္စာရဲ့စိတ်ဟာသိအောင်မကြိုးစားတဲ့အနေထားနဲ့တော့ဘယ်လိုမှမတူနိုင်ဘူးအဲ့တော့မြတ်စွာဘုရားကတော့နတ္ထိသင်္ဘောဝိသန္တတံတိတဲ့လူဟာမကန့်ညိဘူးလို့အမှန်တိုင်းဟောတာမယထဘာလိဝိတိတံတိမတိတဲ့လူကတော့ဘာဖြစ်သွားနစ်မွန်းသွားမယ်ဒီနေရာမှာဘာလိမိုက်သောပုဂ္ဂိုလ်ဆိုတာခန္ဓာရဲ့သဘောကိုမတိတဲ့လူကိုရည်ရွယ်ပြီးတော့ပြောတာပါဟိုလိုအကြီးအကျယ်ဒီမိုက်မိုက်ကံကံကြီးဖြစ်နေတဲ့အနေအထားကိုပြောတာမဟုတ်ဘူးเนาะဒါကြောင့်ပိဋကပေါင်းတော်လို့ဒီခန္ဓာလေးဟာအလုံးမစိတ်တိုင်းကြနေတာကောင်းတယ်မျက်နှိုးစရာကောင်းတယ်ပြန်ပြောမယ်เนาะလာကြကုန်တော့မင်းစည်းတဲ့ယထာတစည်းလိုအလွန်တရာဆန်းကျင်တဲ့ဒီခန္ဓာကိုယ်ဒီဟူသောလောကကိုကြည့်ကြကုန်တော့နော်ဒီခန္ဓာကိုယ်ကိုအမှန်တိုင်းသိတဲ့ပုဂ္ဂိုလ်တွေကကန့်ညှိမှုဆိုတာမရှိဘူးအမှန်တိုင်းမသိတဲ့ပုဂ္ဂိုလ်တွေကတော့ဒီထဲမှာနစ်မွန်းသွားနိုင်မယ်ဟုတ်လားဒါကြောင့်ပိဋကပေါင်းတော်တော်တို့အယိုးကိုထောင်ပြီးတော့အသားသွေးနဲ့လိမ့်ကြံပြီးတော့တိဆောက်ထားတဲ့ဒီခန္ဓာအိမ်ရဲ့အကြောင်းကိုအမှန်တိုင်းသိအောင်ကြိုးစားရမယ်ဒီခန္ဓာအိမ်ထဲမှာဘာတွေထည့်ထားတယ်တူပြီးထားတယ်ဆိုတာကိုလည်းသိအောင်ကြိုးစားရမယ်အဲ့ဒါမြတ်စွာဘုရားကတော့
ဒီခန္ဓာအိမ်ထဲမှာမာရီထည့်ထားတယ်ဆိုတာနဲ့ပတ်သက်ပြီးဟောတာလေးလေးရှိတယ်အဋ္ဌိနံနဂရကတံမတလောဟိတလိပနယထဇရာစမေစုစမာနောမခောစဩဟိတောတဲ့ဟုတ်လားအဋ္ဌိနံအယိုးတွေကိုစိုက်ထောင်ပြီးတော့နော်အယိုးတွေကိုမတလောဟိတလိပနအသားအသွေးတွေနဲ့လိမ့်ကြံပြီးတော့ကတံတိဆောက်ထားတဲ့နဂရဟောဒီခန္ဓာကိုယ်ကြီးဟူသောအိမ်ကြီးဟုတ်လားအယိုးကိုထောင်ပြီးတော့အသားအသွေးနဲ့လိမ့်ကြံပြီးတော့တိဆောက်ထားတဲ့ဒီခန္ဓာအိမ်ကြီးနော်အိမ်ကြီးထဲမှာလည်းအမျိုးမျိုးထည့်ထားတာပဲဟုတ်လားဒီခန္ဓာအိမ်ထဲမှာလည်းအမျိုးမျိုးထည့်ထားတယ်ဘာတွေထည့်ထားတော့ဆိုတော့မြတ်စွာဘုရားကအနှစ်ချုပ်ပြောတယ်နော်အဋ္ဌိနံနဂရကတံမတလောဟိတလိပနံယထဇရာစမေစုစမာနောမခောစဩဟိတောတဲ့နော်ယထဇရာစမေစုစအိုခြင်းတွေပေခြင်းတွေထည့်ထားတယ်မာနနဲ့မာနောမခောစနော်မာနနဲ့အထင်တလုံးတွေထည့်ထားတယ်ငါကပါသူကပါအမျိုးမျိုးထင်တယ်အမျိုးထင်တယ်အထင်တွေဟုတ်လားဘာတွေထည့်ထားအထင်တွေထည့်ထားနော်အထင်ဆိုတော့တကယ်ဟုတ်သလားစဉ်းစားကြည့်နော်ဒီကကြီးမှန်များမာနတွေထည့်ထားတယ်ပြီးတော့မက္ခတဲ့သူတော်ရဲ့ဂုံကျေးဇူးကိုအတိအမှမပြုတ်နိုင်တဲ့သဘောခြေဖြစ်တဲ့သဘောဟိုအရင်ကလေးပြောရတော့ကျေးဇူးကမ်းတဲ့သဘောပေါ့ဟုတ်လားအဲ့ဒီမက္ခဆိုတဲ့သူတော်ရဲ့ဂုံကျေးဇူးသူတော်တော်လာကောင်းတာကိုအတိအမှမပြုတ်နိုင်တဲ့သဘောဒါမျိုးတွေဒီထဲမှာထည့်ထားတယ်နော်ဒါကြောင့်ပြည့်တဲ့ကောင်းတဲ့ဘောလို့ချစ်ချင်းတဲ့ဆိုတဲ့တရားကိုနေပါသွားခြင်းတယ်သို့မဟုတ်ဖေရှားပြစ်ခြင်းတယ်ဆိုရင်ဘယ်လိုကြိုးစားရမှာလို့သူ့အတွက်အထူးပြုပြီးတော့ပြောထားတာကအတုပဘာဝနာတရားဖြင့်ကိုယ်ဘဝရဲ့နောက်ခန္ဓာ၅ပါးတရားဖြင့်ရုပ်ပဲခန္ဓာပေါ့နော်ဒီရုပ်အစုအဝေးကိုအမှန်တန်သိအောင်မြင်အောင်ကြိုးစားအထောက်ကြည့်ရတယ်အဲ့ဒါကိုကြိုးစားအထောက်နိုင်ရင်အထောက်နိုင်အောင်ချစ်ချင်းဆိုတဲ့တရားဟာနေပါသွားတယ်နောက်ချစ်ချင်းဆိုတာကတော့နောက်ယန္တာဖြစ်မှာကုန်တာပါဟုတ်လားအဲ့ဒီတုတ်တန်လေးကိုအခြေခံပြီးတော့ပြောရင်တယ်အမုန်းတရားတွေကိုရှော့ချနိုင်ဖို့အတွက်အလွန်တရာမှအသုံးတည့်မယ်လို့ထင်တယ်အဲ့ဒီတုတ်တန်လေးဟုတ်လားအာဂါတပရိမဏိယတုတ်တန်တဲ့ပရမတိမျက်စိကဘယ်လိုဟောတာလဲဆိုတော့ယဟန်တို့တဲ့လောကကြီးမှာရံမျိုးတွေထားကြတာရှိတယ်မုန်းတီးနေကြတာတွေရှိတယ်ပေါ့အဲ့ဒီမုန်းတီးတဲ့အရာတွေရံမျိုးတွေနဲ့ပတ်သက်ပြီးတော့မပြေရောက်သွားအောင်ကြိုးစားအထောက်ရမယ်ဒီလ9ရက်ရှိတယ်တဲ့ဟုတ်လားဒီလ9ရက်ရှိတယ်9ရက်ရှိတယ်အဲ့ဒါကိုမုန်းတဲ့ပုဂ္ဂိုလ်ကိုယ်စိတ်ထဲမှာမကြည်လည်တဲ့မနှစ်သက်နိုင်တဲ့နော်မပြေနိုင်တဲ့ပုဂ္ဂိုလ်တွေရှိလာလို့ရှိရင်ကိုယ်ကစဉ်းစားပြရတခါတည်းမှာကိုမုန်းတဲ့ပုဂ္ဂိုလ်ကနော်ကာယကံဆိုတဲ့အပြုအမူကမတန်ရှင်းဘူးမရှင်းကျင်ဘူးလှုပ်လိုက်ရင်မကောင်းတာကြီးပဲဆိုကြပါစို့ဒါပေမဲ့လို့ပြောလိုက်တဲ့ဝစီကံလေးကတော့တန်ရှင်းတယ်ကောင်းတယ်ဆိုကြပါစို့ဟုတ်လားအဲ့လိုဆိုရင်ငါမုန်းတဲ့လူကကာယကံကမကောင်းတာဝစီကံလေးတော့ကောင်းရှာတယ်လို့အဲ့ဒီကောင်းတဲ့အကွက်ကလေးကိုရွေးချယ်စဉ်းစားပြီးတော့ရံမျိုးကိုကြည်ပြောင်းအောင်စဉ်းစားရှင်းနေပေးရတယ်တဲ့ဒါဥစဉ်ကဒီတုတ်တန်လေးကိုအနှစ်ချုပ်ပြီးတော့ပြောတာပါဟုတ်လားကိုမုန်းတဲ့လူကကောင်းတဲ့ကာယကံမရှိဘူးသို့တော့ကောင်းတဲ့ဝစီကံရှိနေတယ်ဆိုရင်အဲ့ဒီကောင်းတာလေးကိုတွေးပြီးတော့အပြိုးလေးကတော့တန်ရှင်းစင်ကြယ်ပါပြီလေလို့ဒါကိုစဉ်းစားပြီးတော့ရံမျိုးကိုဖြောင်းရတယ်ဥပမာအားဖြင့်ဥမာလေးကိုဥစဉ်ကသဘောကျတာပါပန်းကူသင်္ကန်းချုပ်မဲ့ရဟန်းတော်ပန်းကူသင်္ကန်းရှာမယ်ပေါ့ခြေတော်မှာဥစဉ်တို့ရဟန်းတော်လေးပန်းကူသင်္ကန်းချုပ်ကြပြီဆိုလို့ရှိရင်သူတို့ကခုခေတ်လိုအစုံလိုက်ဖြစ်ထားတဲ့ပန်းကူမျိုးခြေတော်မှာအဲ့လိုအနေထားမျိုးသိမရှိပါဘူးပန်းကူသင်္ကန်းရခြင်းပြီဆိုလို့ရှိရင်အမိုက်ဘုံတို့သုတ်တန်တို့ကိုသွားပြီးတော့အဝိစုပ်တွေပါလိရှားရမှာရှားတဲ့အခါမှာရလာတဲ့အဝတ်မှာစုပ်နေတဲ့အပိုင်းတွေရှိမယ်နောက်ဆွေးနေတဲ့အပိုင်းတွေရှိမယ်နော်မစင်အကြီးကြီးတွေပါလေလူးနေတဲ့အပိုင်းတွေရှိနိုင်တယ်ပေါ့အဲ့လိုဆိုရင်ပန်းကူသင်္ကန်းချုပ်ဖို့ကြိုးစားတယ်အဲ့ဒီရဟန်းတော်ဟာဒီအဝတ်စုပ်တွေကနေပြီးတော့ကောင်းတာလေးကိုသူရွေးချယ်ပြီးတော့လှီးဖြတ်တောက်ပြီးတော့ယူရတယ်ဒီမှာဟိုအဝတ်တွေကကောင်းတာလေးဒီအဝတ်တွေကကောင်းတာလေးဒါလေးတွေကိုဖြတ်ညက်ဆက်ဟပ်ပြီးတော့ချုပ်ပြီးဝိယုံရတဲ့သင်္ကန်းကိုဒါဥစဉ်တို့ပန်းကူသင်္ကန်းလို့ခေါ်တာအဲ့တော့ပန်းကူသင်္ကန်းချုပ်မဲ့ပုဂ္ဂိုလ်ဟာဟောင်းနှွမ်းနေတဲ့ဆွေးမြင့်နေတဲ့မတန်မရှင်းဖြစ်နေတဲ့အစိတ်အပိုင်းတွေကိုဖယ်ရှားပြီးတော့နော်ကောင်းမွန်တဲ့အစိတ်အပိုင်းတွေကိုပဲရွေးချယ်ပြီးတော့ယူသွားသလိုမျိုးဟုတ်လားကာယကံမကောင်းတာဝစီကံလေးကတော့ကောင်းတယ်လို့ကောင်းတာလေးကိုတွေးပြီးတော့ဉာဏ်မျိုးကိုဖြည့်ပြောင်းရမယ်အမုန်းတရားတွေကိုရှော့ချနိုင်ရမယ်ဒါကတစ်ချက်နောက်ပုံမုန်းတဲ့ပုဂ္ဂိုလ်ဟာဝစီကံအကျိုးကတော့တော်တော်ဆိုးတာလေဒါပေမဲ့ကာယကံလေးကတော့မဆိုးဘူးဆိုလို့ရှိရင်အဲ့ဒီမဆိုးတဲ့ကာယကအပြုအမူလေးကိုအာယုံပြုတ်ပြီးတော့အမုန်းတရားတွေကိုရှော့ချနိုင်အောင်ကြိုးစားရတယ်ဟုတ်လားဥပမာအားဖြင့်တဲ့တော်ရဲကိုခီးထွက်သွားလို့နေကလည်းပူ
ရေကလည်းငတ်ပြီးတော့ရေစားတဲ့ပူတဲ့အိုက်တယ်ဆိုတဲ့လူတယောက်ဟုတ်လားအဲ့ဒီအချိန်မှာတော်ထဲမှာရေကန်ကြီးတကန်တွေ့တယ်ဟာရေကန်ကြီးကြည့်လိုက်တဲ့အခါကျတော့ဘလို့ဖြစ်တယ်လို့ဆိုတော့ရေမော်တွေနဲ့ပုံသွားတာရေကန်မျက်နှာပြင်ကြီးတစ်ခုလုံးမှာဆွဲရင်းဟုတ်လားဘယ်နာလေးကကောက်ရမှမသိအဲ့ဒါနဲ့အဲ့ဒီလူကရေကလည်းတိတ်ချတယ်ဆိုတော့ကြိုက်မတက်နိုင်ဘူးဆိုပြီးတော့အဲ့ဒီရေမော်တွေကိုလက်နှစ်ဖက်နဲ့ရက်ပြီးတော့ဖယ်လိုက်တယ်ဘယ်လိုရေမော်တွေကဘေးကိုပြန်ပြီးတော့ရှဲတော့ဒီနောက်မှာရေလေးပေါ်လာအဲ့ဒီပေါ်လာတဲ့ရေကြီးရေအေးလေးကိုသူခတ်ပြီးတော့တောင်းတယ်ရေမော်တွေကိုတောက်လိုက်ရင်တော့သူဒုက္ခရောက်မှာနော်ဒါကြောင့်ပြိတ္တကောင်းတဲ့တော်တို့ဘဝမှာပတ်ဝန်းကျင်ပေါ်မှာရှိနေတဲ့အခါမှာရေမော်တွေကိုမတောက်မိဘူးကလည်းတော်တော်အရေးကြီးမယ်လို့ထင်ပဂတိရေကိုတောက်ပြီးဆိုတော့ဘယ်သူမှရေမော်ကိုတောက်နိုင်မထင်ပါဘူးဒါပေမဲ့တယောက်ကိုတယောက်နဝေမှန်ရတဲ့အခါမှာအကိဖြတ်ကြတဲ့အခါမှာစဉ်းစားကြတဲ့အခါမှာတော့ရေမော်တွေကိုပဲတောက်ကြတာများတယ်လို့ထင်တကယ်ဆိုရင်ရေမော်ကိုဖယ်ပြီးတော့ရေကောင်းကလေးကိုတောက်ရမှာဟုတ်လားတို့တော်တို့တွေကမကောင်းတာနဲ့ကောင်းတာရှင်းလာပြီဆိုရင်ကောင်းတာကိုမတွေးနိုင်ဘူးမကောင်းတာကိုပဲတွေးပြီးတော့မုန်းတိမှုတွေကိုကြီးပွားအောင်တည်ဆောက်ကြတာဟုတ်လားဒါကြောင့်အရှင်မြတ်ကြီးကဗါတယ်လို့ရေမော်ကိုဖယ်ပြီးတော့ရေကောင်းလေးကိုတောက်တယ်လို့ဥပမာပေးတယ်ဘယ်နှချက်ရှိလဲနှစ်ချက်ရှိသွားနော်နောက်တစ်ချက်ပါပြောလို့ဆိုတော့ကိုမုန်းနေတဲ့ပုဂ္ဂိုလ်ကိုမပြေနိုင်တဲ့ပုဂ္ဂိုလ်ဟာကာယကံဆိုတဲ့အလုပ်တွေလည်းမကောင်းဝစီကံဆိုတဲ့အပြောတွေလည်းမကောင်းဘာမှသူ့မှာကောင်းတာမရှိဒါပေမဲ့လို့သူ့မှာရံပါရံခါစိတ်ကြည်နေမှုလေးသူ့မှာရတတ်တယ်ဟုတ်လားရံပါရံခါသူ့မှာကြည်နေမှုလေးစိတ်ကလေးကောင်းတာလေးပါလေရှိတတ်တယ်အဲ့လိုဆိုလို့ရှိရင်အဲ့ဒီကောင်းတာလေးကိုဒီစိတ်ကြည်နေမှုလေးကိုပဲအကြောင်းပြုပြီးတော့သူ့ရဲ့အပေါ်မှာကိုယ့်ရဲ့စိတ်ကြည်ပြောက်သွားအောင်စဉ်းစားပေးရမယ်ဖြေပေးရမယ်ဥပမာအားဖြင့်တဲ့စောစောကရေငတ်နေတဲ့လူတယောက်ရေရှာတယ်ဘယ်မှမတွေ့ရေကလည်းဆာလာပြီငတ်လာပြီအဲ့ဒီချိန်မှာဘာဖြစ်လို့ဆိုတော့နွားချီရကိုထဲမှာရေလေးရှိနေတာကိုသူတွေ့ရတယ်ရေကများများစားစားမဟုတ်ဘူးနွားချီရကိုဟုတ်လားအေးအဲ့ဒီတော့သူကဟာရေတော့တွေ့ပြီဘလို့တော့မလဲတော့ဒါကိုလည်းနဲ့ခတ်တော့လိုက်ရင်လည်းရေကနှောက်သွားမယ်နွားချီရလည်းတော့လက်တောင်ကောင်းအောင်ဆန့်ဖို့မလွယ်အဲ့ဒီတော့ဘာလို့လဲဆိုတော့အဲ့ဒီနားလေးကိုတဲ့သူဝက်ဥကုန်းပြီးတော့လေးလက်ထောက်ပြီးနွားတောက်တယ်လို့တဲ့ဟောဥမာလေးတောင်ပါဟုတ်လားဝက်ဥကုန်းပြီးတော့လက်ထောက်ပြီးတော့လေးလက်ထောက်ပြီးတော့ပါဇက်နဲ့အဲ့ဒါကိုဒီတိုင်းလေးရေနောက်တော့မှဆိုတော့တကယ်တယူတရဂရုစိုက်ပြီးတော့အဲ့ဒါလေးကိုမရရအောင်အစာပြေအောင်တောင်းရတယ်အဲ့လိုပဲတစုံတစ်ယောက်ကိုမုန်းနေပြီဆိုရင်အဲ့ဒီလူကကာယကလည်းမကောင်းဘူးဝစီကလည်းမကောင်းဘူးဒါပေမဲ့လို့တခါတည်းမှာသူ့မှာစိတ်ကြည်နေတာလေးတွေဗာလေးကြီးတော့ရှိတတ်တယ်အဲ့လိုဆိုရင်အဲ့ဒါလေးကိုပဲမရမကစဉ်းစားပြီးတော့တော်ပါလေးဆိုပြီးကိုယ့်ရဲ့စိတ်ထဲမှာဖြစ်နေတဲ့အမုန်းတရားတွေကိုနေပါအောင်ရှင်းချပေးရမယ်ဥပမာကလည်းရှင်းရှိသွားတယ်တော့၃ရက်ရှိသွားတယ်ဟောနောက်၄ခုမြောက်မုန်းစရာကောင်းတဲ့လူလာပြီဟုတ်လားအဲ့ဒီလူကတော့ကာယကလည်းမကောင်းဝစီကအကျိုးကလည်းမဟုတ်ဘူးတခါတည်းရန်လေးတောင်စိတ်ကြည်နေမှုတို့မှမရှိဘူးမရဘာမှကောင်းတာလုံးဝရှာလို့မရတော့ဘူးဆိုကြပါစို့ရှာရှာပါပါဒီလိုလူကလည်းမရှိတတ်ဘူးလားရှိတတ်တယ်နော်ဟုတ်လားအဲ့တော့ကိုယ့်ဘဝမှာအဲ့လိုလူမျိုးကိုမုန်းမိပြီဆိုကြပါစို့အဲ့လိုဆိုရင်ကိုဘယ်လိုလုပ်မလို့ကာယကံလည်းပဲကောင်းလိုက်တာလို့တွေးเสียတကွမှမရှိဝစီကံလည်းမရှိအဲ့လိုဆိုလို့ရှိရင်တဲ့ဥပမာမထေရကြီးကဘယ်လိုပေးထားလဲဆိုတော့လူတရားရွာတရားနဲ့တရားကလည်းအဝေးကြီးနောက်လမ်းခရီးကြပါလဲပြီးတော့ယောဂကနှိမ့်ဆက်လူဒုက္ခိကတရားသူ့ဘေးမှာပြုစုမဲ့လူလည်းမရှိဘူးကုညီမဲ့လူလည်းမရှိဘူးနေကလည်းပူလိုက်ပါပြီရှေ့ဆက်သွားရတဲ့ရွာကလည်းအဝေးကြီးနောက်ကကျန်ခဲ့တဲ့ရွာကလည်းအဝေးကြီးအစာရည်ကလည်းပြက်လက်ပြီးတော့ယောဂကလည်းနှိမ့်ဆက်နေတဲ့လူဒုက္ခိကတရားအဲ့ဒီလိုလူတရားကိုတွေ့မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ထဲမှာဘယ်လိုခံစားရမှာတော့များသောအားဖြင့်ထိုက်တဲ့စိတ်ကောင်းတဲ့လူကောင်းရှိတဲ့လူမှန်ရင်တော့ဆောင်းလျှောက်လို့တဲ့သဘောတနာတဲ့သဘောကတော့တေချာမဟုတ်ဖြစ်ပါတယ်ဟုတ်တယ်မဟုတ်လားတရားနဲ့တရားကလည်းအဝေးကြီးဒုက္ခလည်းရောက်နေတယ်ကုညီမဲ့သူလည်းမရှိလဲနေတယ်အနည်းဆုံးကိုမကူညီနိုင်အောင်တောင်မှဆောင်းလျှောက်မဲ့လူလေးတော့ပေါ်ပါစေဒါဆောင်းလျှောက်တဲ့လူတနာတဲ့လူပဲလို့ဒီစိတ်ကလေးတော့ပေါ်လာမယ်ပေါ့အဲ့လိုပဲစောစောကပြောခဲ့တယ်ဘာမှကောင်းကွက်ကိုရှာမတွေ့တော့အောင်ဆိုးသွမ်းတဲ့လူတွေ့မိပြီဆိုရင်တော့ဟုတ်လားဒီလိုဟာဒီတိုင်းသာဆက်သွားနေရင်တော့အပေလေးကိုဆိုရင်အင်မတန်ဆင်းရဲတဲ့ဘဝတွေကိုရောက်တော့မှာပဲဒါကြောင့်သူ့ရဲ့ဒီအပြုမှုလေးတွေဒီအပြောဆိုလေးတွေပြုပြင်သွားရင်တော့တော်တော်ကောင်းပါပဲလို့သူ့ကိုစောင့်ရှောက်လို့တဲ့သဘောတနာတဲ့စိတ်ကိုသာထားတဲ့သဘောဖြစ်အောင်ကြိုးစားရမယ်ဒါကြောင့်ပေးတော်တော်တော်လို့တကယ်စောတော့ကလူဒုက္ခိတကိုတွေ့ရင်ဒီကရမလို့အရှင်တို့ရုပ်တရက်တော့
တနာတဲ့စိတ်ပေါ်တတ်ကြပါဟုတ်လားတကယ်စဉ်းစားကြည့်မယ်ဆိုရင်စိုးစောကတကယ်ဉာဏ်ဖြစ်တဲ့မကောင်းတဲ့လူကအဲ့ဒီလူဒုက္ခိတထက်တောင်မှတစ်ချိန်မှာကြီးကျယ်တဲ့ဒုက္ခကိုမရနိုင်ဘူးလားရနိုင်တယ်သူကပို့ပြီးတော့တနာစရာကောင်းတယ်ဆိုရင်တနာစရာကောင်းတယ်လို့ပြောမယ်ဆိုရင်ပြောလို့မရဘူးလားဒါပေမဲ့ကိုကမြင်အောင်ကြည့်တတ်ဖို့တော့လိုမှာပေါ့ဟုတ်ရဲ့လားဒါကြောင့်ပြည့်တဲ့ကောင်းတော်အောင်လို့ဘာမှကောင်းခွင့်ရှာမရတဲ့လူဆိုရင်တော့လူဒုက္ခိတတယောက်ရဲ့အပေါ်မှာနော်တနာတဲ့သဘောစောင့်ရှောက်လို့တဲ့သဘောမျိုးဖြစ်အောင်ကြိုးစားတဲ့လူမျိုးသူ့ပုံမှာလည်းအဲ့လိုဖြစ်အောင်ကြိုးစားရမယ်လို့နော်ရှင်သာရိပုတ္တရာအဲ့လိုဥပမာပေးတယ်။နောက်၅ခုမြောက်ကတော့ကိုမုန်းတဲ့ပုဂ္ဂိုလ်ကနော်ကာယကအပြုမူလည်းကောင်းတယ်ဝစီကအပြောဆိုလည်းကောင်းတယ်ဟုတ်လားစိတ်တွေလည်းကြည်ကြည်လင်းလင်းရှိတယ်ဟုတ်လားအဲ့လိုလူမျိုးကိုလည်းပဲဒါကမှတော့ဦးဇင်းတို့တွေကမုန်းရင်မုန်းတယ်မရှိဘူးလားရှိတယ်နော်တခါလေသူကမုန်းစရာကောင်းလို့မုန်းတာကိုကမုန်းရင်လို့ကိုမုန်းနေတာတကယ်ဆိုရင်ကိုယ်အလိုမပြည့်လို့ကိုမုန်းနေတာတွေကမရှိဘူးလားဒီအဲ့လိုဆိုရင်တော့သူ့ရဲ့ဘယ်အချက်ကိုပဲစဉ်းစားလိုက်မုန်းစရာကောင်းနေတာမတွေ့ရအဲ့လိုဆိုရင်တော့သူကတော့မြန်မြန်ဆန်ဆန်ဉာဏ်မျိုးကပျောက်သွားနိုင်တယ်အဲ့ဒါကိုကြတော့ပဋိပက္ခကဘယ်လိုဥပမာပေးထားလဲဆိုတော့ရေစားတဲ့လူတယောက်တော်ရဲကိုရောက်တော့အင်မတန်အေးတဲ့ကြည်လင်တဲ့ကြာမြုံ၅ပါးနဲ့ပြည့်စုံတဲ့အရေးအာဝါဒကောင်းတဲ့ရေကန်ကြီးတွေကကိုတွေ့တယ်ရေမော်တွေဖုံးနေတာလည်းဖယ်စရာမလိုအရန်နဲ့တောက်လိုက်ရုံပဲချိုးလိုက်ရုံပဲကြိုက်တဲ့နေရာကနေကြိုက်တယ်လို့တောက်ကြိုက်တယ်လို့ချိုးချမ်းသာကိုပဲရတယ်အဲ့လိုပဲကိုမုန်းနေတဲ့တချို့ပုဂ္ဂိုလ်တွေဟာအပြောဆိုလည်းကောင်းတယ်အလုပ်ကိုင်းလည်းကောင်းတယ်စိတ်တော်သားတွေလည်းကောင်းနေတယ်ဆိုရင်တော့ဒါဘယ်အချက်ကိုပဲစဉ်းစားလိုက်ဉာဏ်မျိုးမပြေတဲ့အကြောင်းမရှိဘူးဒါကြောင့်ပြေတော့ကောင်းတယ်ကောင်းလို့ဉာဏ်မျိုးဖြည့်ပြောင်းပြီးဘယ်နှမျိုးလို့၅မျိုးဟုတ်လားပဏ္ဏကုသင်္ကန်းချုပ်တဲ့ယဟန်တော်လို့ဟုတ်လားရေမော်တွေဖုံးနေတဲ့ရေကန်တွေကရေကိုရေမော်ကိုဖယ်ပြီးတော့တောက်တဲ့လူလို့နွားချီယာကွက်ထဲကရေကိုကုန်းပြီးတော့တောက်တယ်လို့မျိုးဟုတ်လားပြီးတော့ဘာလို့ဘာမှကြည်လင်များကိုရှာမတွေ့တော့ဘူးဆိုရင်တော့လူဒုက္ခိတလို့သဘောထားပြီးတော့တနာတဲ့စိတ်ဆောင်းလျှောက်လို့တဲ့စိတ်ကိုမွေရမယ်ဟုတ်လားဟာအကုန်လုံးကောင်းနေတဲ့လူကိုမုန်းမိတယ်ဆိုရင်တော့နော်သူ့ရဲ့ကောင်းတာတွေကိုဘယ်နာကပဲစဉ်းစားအလွယ်တကူစဉ်းစားကြပြီးတော့ကြည်ရောက်သွားတဲ့အကြောင်းရှိတယ်အဲ့တော့ဦးဇင်းတို့အနှစ်ချုပ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ဘာတွေ့ရမလဲဆိုတော့ကောင်းဘက်ကိုမြင်အောင်ကြည်ရပါပဲဟုတ်လားကောင်းဘက်ကိုရှာမေတ္တာမေတ္တာရဲ့အကြောင်းတရားဟာအဲ့ဒီကောင်းမြတ်မှုကိုမြင်အောင်ကြည်နိုင်တာကောင်းတာကိုတွေ့အောင်မြင်အောင်ကြည်နိုင်ရင်မေတ္တာသဘောဟာအလိုလိုဖြစ်တယ်မကောင်းတာကိုမြင်အောင်ကြည့်မယ်ဆိုရင်တော့ဒေါသသဘောဟာအလိုလိုဖြစ်တယ်ဒါကြောင့်ပြီးတော့ကောင်းတယ်လို့လူဆိုတာကအများသောအားဖြင့်တူကိုကောင်းမှုမကောင်းမှုတွန်တွဲပြီးတော့နေတာပါဟုတ်လားအဲ့ဒါကိုကမုန်းတာနဲ့ကောင်းတာကြီးရွေးကြည့်နေမယ်ဆိုရင်တော့ကိုယ့်ရဲ့အမုန်းတရားတွေဟာကြီးထွားလာမယ်နော်ဒါကြောင့်ပြီးတော့ကောင်းတယ်လို့ကောင်းတာလေးကိုရွေးချယ်ပြီးတော့ကြည့်တတ်ဖို့မလိုဘူးလားလိုတယ်အဲ့ဒါဦးဇင်းတို့အချစ်အမုန်းကိုဘယ်လိုဖယ်ရှားမလဲဆိုတာနေရာမှာဒါအမုန်းကိုဖယ်ရှားရေးနဲ့ပတ်သက်ပြီးတော့အထောက်အကူပြုနိုင်တယ်ဒါဦးဇင်းတို့ပြောလိုက်တာဟုတ်လားမေတ္တာတရားကိုစောင့်ချပြီးတော့ပွားရမယ်ဆိုလို့ရှိရင်လည်းအမုန်းတရားတွေကတဖြည်းဖြည်းနဲ့နည်းသွားနိုင်ပါတယ်ဘယ်တော့မုန်းစရာကောင်းတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ကိုကမေတ္တာတရားအားကြီးမယ်ဆိုရင်မုန်းလို့မရဘူးဆိုတာမျိုးလည်းရှိတတ်သေးတယ်ဟုတ်ရဲ့လားဒါကြောင့်ပြီးတော့ကောင်းတော်တော့ဒီခါတလေကြာတော့ကိုကညံ့လို့မုန်းညံ့လို့ကိုမုန်းနေတာတွေကရှိသေးတာဟုတ်ရဲ့လားဒါကြောင့်နီးပေါင်းစုံဘက်စုံတောင်းစုံကနေပြီးတော့မျိုးမျိုးသောဆင်းရဲဒုက္ခကိုဖြစ်စေနိုင်တယ်ဒီချစ်ချင်းမုန်းခြင်းကိုလျှော့ချနိုင်အောင်ကြိုးစားဖို့မလိုဘူးလားလိုတယ်ဒါကတော့ဦးဇင်းတို့ချစ်ချင်းမုန်းခြင်းနဲ့ပတ်သက်ပြီးတော့နော်မြတ်စွာဘုရားကအထူးပြုပြီးတော့ဒါလိုက်ဟောတာလေပြည်လေကြောင်းနိလန်ကောင်းလေးတွေပေါ့ရေဘူးရအောင်ဖြင့်ချစ်ချင်းမုန်းခြင်းကိုယုံနေပွားခြင်းနဲ့ဆိုရင်တတိပဋ္ဌာန်ဘာဝနာကိုအားထုတ်ရင်လည်းဒါထိထိရောက်ရောက်ကိုကြိုးကျေးဇူးပြုနိုင်ပါပဲဘုရားတို့တတိပဋ္ဌာန်စေတနာကိုမြတ်စွာဘုရားဟောတဲ့နေရာမှာပိဋကတို့လည်းရမှာပါကာယေကာယ ानु ပတိဝိရတိအာတပိတံဇာလောတတိမာဝိနေယလောကိအဘိဇံဒေါမနတံဟောတာနော်တတိပဋ္ဌာန်တရား၄ပါးကိုပွားများလို့ရှိရင်အဘိဇံဒေါမနတံနော်အဘိဇံဆိုတဲ့လောဘတရားချစ်ခြင်းတရားအတူတူပဲဟုတ်လားဒေါမနတဆိုတဲ့ဒေါသတရားအမုန်းတရားအတူတူပဲနော်အဲ့ဒီတရားတွေကိုဝိနည်းကပေဖြောက်ပြီးတော့နေနိုင်တယ်လို့မြတ်စွာဘုရားဟောတာဟုတ်လားဆိုလိုတာကတတိပဋ္ဌာန်တရားကိုပွားများရင်လည်းပဲဒီလောဘဒေါသအဘိဇ္ဇာဖြာပါဒဟုတ်လားအဘိဇ္ဇာဒေါမနတချစ်ချင်းမုန်းခြင်းဒီတရားတွေကိုဖယ်ရှားနိုင်တယ်လို့မြတ်စွာဘုရားအဓိကဟောတာဟုတ်လားဒါပေမဲ့တတိပဋ္ဌာန်တရားနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့အလုံးမှတ်သားဖို့တာဇာကုနာဝများတာတွေကများနေတဲ့အတွက်ကြောင့်ဦးဇင်းတို့ကစောတော့ကအထူးပြုတာလေးကိုပြောလိုက်တာ
နော်အတုပဘာဝနာဆိုတာလည်းတကယ်တည်းကတော့သတိပဋ္ဌာန်ဘာဝနာထဲမှာအကျုံးဝင်မို့လားဝင်နေနော်ဒါကြောင့်ပြည့်တဲ့ပေါင်းတော်လို့အပြည့်စုံဆုံးချစ်ချင်းမုန်းခြင်းကိုဖယ်ရှားဖို့အတွက်နိလန်းကိုပြောပါဆိုရင်တော့သတိပဋ္ဌာန်ဘာဝနာတရားကိုပြောရလိမ့်မယ်ဟုတ်လားကိုယ်ခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတွေကိုဖြစ်တိုင်းဖြစ်တိုင်းတတိဥစည်းပြီးတော့တိနေတဲ့အလေးအကျင့်လို့ဆိုရမယ်ဒီသတိပဋ္ဌာန်ဘာဝနာကိုပွားများအထောက်မှုများလေလေခန္ဓာရဲ့အကြောင်းဘဝရဲ့အကြောင်းလောကရဲ့အကြောင်းကိုအမှန်တိုင်းသိမြင်မှုများလေလေဖြစ်ပြီးတော့ချစ်ချင်းမုန်းခြင်းတရားတွေဟာတဖြည်းဖြည်းနဲ့ယုံနေသွားမယ်ဆိုတာကတော့အမှန်ပဲဟုတ်ရဲ့လားတကယ်တမ်းကချစ်ချင်းမုန်းခြင်းတွေဘာကြောင့်ဖြစ်နေတာလို့ဆိုရင်လောကရဲ့အကြောင်းခန္ဓာရဲ့အကြောင်းဘဝရဲ့အကြောင်းကိုအမှန်တိုင်းမသိရဘူးချစ်ချင်းမုန်းခြင်းဆိုတာဖြစ်တာပါဟုတ်တယ်မဟုတ်လားတဲ့ပြောရရင်ချစ်စရာလို့ထင်လို့ဖြစ်တယ်မုန်းစရာလို့ထင်လို့မုန်းတယ်တကယ်လောကတကယ်သဘာဝတကယ်ခန္ဓာရဲ့သဘောမှာချစ်စရာဆိုတာလည်းမရှိဘူးလို့ဆိုတယ်မုန်းစရာလည်းမရှိဘူးလို့ဆိုတယ်ဘာပဲရှိလို့ဆိုတော့ဖြစ်ချင်းပြည့်ချင်းဆိုတဲ့သဘာဝတရားပဲရှိဟုတ်တယ်ဟုတ်လားအဲ့တော့တကယ်တမ်းကဒါမှမဟုတ်ရင်တော့လောကရဲ့အကြောင်းခန္ဓာရဲ့အကြောင်းကိုအဲ့လိုမျိုးနော်တကယ်ဖြစ်ချင်းပြည့်ချင်းမျှတာရှိတယ်ဆိုတဲ့အဆင့်ကိုမြင်အောင်သတိပဋ္ဌာန်တရားကိုပေါင်းများအထုတ်နိုင်မယ်ဆိုရင်ချစ်စရာလို့မထင်တဲ့အတွက်ကြောင့်ချစ်ချင်းလည်းဖြစ်စရာအကြောင်းမရှိမုန်းစရာလို့မထင်တဲ့အတွက်ကြောင့်မုန်းခြင်းလည်းဖြစ်စရာအကြောင်းမရှိဟုတ်တယ်မဟုတ်လားဒါကြောင့်ဦးဇင်းတို့ငယ်ငယ်တုန်းကနော်ဆရာကြီးဦးလက်သိန်းရွတ်ပြီးတော့ဟောနေတာဒီနားထဲမှာမကြာခဏကြားရောက်ပြီးတယ်ဒါကြောင့်အမှတ်ရတယ်လည်းရွတ်ကြားရတယ်ပေါ့ဆရာကြီးကဘာပြောတာလဲဆိုတော့ယုံနာဆိုတာသဘောလေးပဲတဲ့သဘောလေးရဲ့ဆိုးကောင်းမရှိကြိုက်ဖို့မပေါ်တဲ့ဟောအဖြေရတယ်နော်ယုံနာဆိုတာဘာလဲတော့ယုံနာဆိုတာသဘောလေးပဲတဲ့သဘောလေးရဲ့ဆိုးကောင်းမရှိကြိုက်ဖို့မပေါ်တဲ့ကြိုက်တယ်ဆိုတာချစ်တယ်ပြောတာမုန်းတယ်ဆိုတာခဏပြောတဲ့အမုန်းတရားဟုတ်တယ်မဟုတ်လားဒါကြောင့်ဒီယုံနဲ့တဲ့သဘာဝတရားကိုသဘာဝတရားထိဆိုင်အောင်ဒီကမတော်ကြီးတွေတတိကိုအဓိကနေရာမှာထားပြီးတော့သတိပဋ္ဌာန်ဒေသနာနည်းနဲ့ကြိုးစားအထောက်နိုင်တယ်ဆိုလို့ရှိတယ်ယုံနိုင်ရဲ့သဘောတဘာဝဖြစ်တဲ့အနိစ္စဒုက္ခအနတ္တကိုသိမြင်ပြီးတော့ချစ်ချင်းမုန်းခြင်းတရားတွေနေပါမသွားနိုင်ဘူးလားနေပါသွားနိုင်တယ်နော်ဘာပဲဖြစ်ဖြစ်တည်နေမနေပါဘူးဆိုရင်ဒီအနိစ္စလက္ခဏာကိုပဲရှင်းရှင်းလင်းလင်းထဲဝင်တကယ်သိမယ်ဆိုလို့ရှိရင်ချစ်ချင်းမုန်းခြင်းတရားတွေနေပါသွားမှာတော့အမှန်ပဲဒါပေမဲ့လို့လည်းပဲကောင်းနားလည်ပြီးတော့ကောင်းလက်ခံနိုင်လိမ့်မယ်လို့ဦးရှင်ယုံကြည်ပါတယ်ဟုတ်လားဒါကြောင့်ပေးတဲ့ပေါင်းတော်တို့ဒီကနေ့ညဟုတ်တနာရေးနဲ့15မိနစ်လောက်အချိန်ယူပြီးတော့ဒါဦးရှင်တို့ချစ်ချင်းမုန်းခြင်းနဲ့ပတ်သက်ပြီးတော့ပြောလိုက်ပါဟုတ်လားတရားကောင်းစီးလေးကိုလုပ်ပေးတာလေချစ်ချင်းမုန်းခြင်းလွတ်မြောက်ခြင်းဟုတ်လားအဲ့တော့ပြောလိုက်တဲ့အကြောင်းအရာကအကျဉ်းများဖြင့်၃မျိုးပေါ့နော်ချစ်ချင်းမုန်းခြင်းဟာဘာကြောင့်ဖြစ်လာလဲဆိုတဲ့အကြောင်းတရားမချစ်ချင်းမုန်းခြင်းဖြစ်လာရင်ဘာတွေဆက်ဖြစ်လာမှာလဲဆိုတဲ့အကျိုးရတဲ့ပိုင်းဆိုင်ရာအကျိုးတရားဟုတ်လားဒီချစ်ချင်းမုန်းခြင်းကိုကျော်လဲသွားအောင်ပပြောက်သွားအောင်ဘယ်လိုကြိုးစားအထောက်ကြမလဲဆိုတဲ့လွတ်မြောက်ကြောင်းနေလံပိုင်းဘယ်နှမျိုးပြောလိုက်တော့၃မျိုးပြောလိုက်တယ်နော်ချစ်ချင်းမုန်းခြင်းရဲ့အကြောင်းတရားအရာဘာတွေကိုတွေ့ရတော့အလိုဆန္ဒကိုယ့်ရဲ့အလိုဆန္ဒပြည့်ရင်ချစ်မယ်အလိုဆန္ဒမပြည့်ရင်မုန်းမယ်နောက်တစ်ချက်ဘာတွေ့ရလဲတော့ချစ်ချင်းမုန်းခြင်းရဲ့အကြောင်းတရားတွေချစ်ချင်းမုန်းခြင်းပဲပြန်ပြီးတော့ဖြစ်နေတာလေးလည်းရှိတယ်ချစ်ချင်းမုန်းခြင်းကြောင့်ကိုပဲချစ်ချင်းမုန်းခြင်းတွေကဆက်ပြီးတော့ကြည်ကြည်ပြန့်ပြန့်ဖြစ်နေတာရှိတယ်ဒါလေးလည်းအမှတ်ရမယ်ထင်ပါနော်ဒါကဦးဇင်းတို့ချစ်ချင်းမုန်းခြင်းရဲ့အကြောင်းတရားပိုင်းပေါ့ဟုတ်လားအကျိုးတရားအနေနဲ့ဘာတွေဆက်ဖြစ်တော့ချစ်ချင်းမုန်းခြင်းဖြစ်ရင်မနာလိုခြင်းဝန်တိုခြင်းဖြစ်ပြီးတော့ဘေးတွေအန္တရာယ်ဖြစ်တယ်အထူးသဖြင့်ချစ်ချင်းဖြစ်ရင်စိုးရိမ်ခြင်းတွေဘေးတွေဖြစ်တယ်မုန်းခြင်းဖြစ်ရင်တော့အကြီးအကျယ်ပူလောင်ရတာဆင်းရဲရတာတွေရစ်စက်မှုတွေအများကြီးဖြစ်နေတယ်ဒါချစ်ချင်းမုန်းခြင်းရဲ့အကျိုးတရားနော်ဒီလိုဆိုပါတဲ့ချစ်ချင်းမုန်းခြင်းကိုနော်လုံရောက်ခြင်းနဲ့ဒီချစ်ချင်းမုန်းခြင်းကလုံရောက်ခြင်းနဲ့ဆိုလို့ရှိရင်ဘယ်လိုကြိုးစားအထောက်ရပါလို့နော်အတုပဘာဝနာကိုပွားများရမယ်ချစ်ချင်းအတွက်ဟုတ်လားမုန်းခြင်းအတွက်ကတော့စောစောကပြောခဲ့တဲ့ရန်ရိုးဖြောင့်လေးတွေကိုသိလာပြီးတော့မေတ္တာတရားကိုကြိုးစားပြီးတော့ပွားများရရမယ်ပေါ့နော်အဲ့ဒါရဲ့အနှစ်ချုပ်ရပြောမယ်ဆိုရင်တော့ချစ်ချင်းမုန်းခြင်းကိုဖယ်ရှားဖို့အတွက်လုံရောက်ဖို့အတွက်သတိပဋ္ဌာန်ဘာဝနာကိုပွားများအထောက်ရမယ်ပေါ့ဒါဥစဉ်ဒီကနေ့ညပြောရတဲ့တရားဒေသနာရဲ့အနှစ်ချုပ်လို့မဆိုနိုင်ဘူးလားဆိုရင်ဒါကြောင့်ပေးတော့ကောင်းသူတော်ကောင်းတို့ဒီအနှစ်ချုပ်အပြင်ပြောရမယ်ဆိုရင်သတိပဋ္ဌာန်ဘာဝနာကိုပွားများအထောက်ပြီးတော့နောက်ချစ်ချင်းမုန်းခြင်းကိုရှုံနေအောင်ကြိုးစားနိုင်ကြတယ်နောက်သူတော်ကောင်းတွေဖြစ်ကြပါစီနောက်ဆုံးချစ်ချင်းမုန်းခြင်းကလွတ်မြောက်အောင်ကြိုးစားနိုင်ကြတယ်
မဲ့ညာဘုရားမြတ်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်သည့်အထိကြိုးစားအထောက်နိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ရှင်တို့ဆန္ဒပြုပြီးတော့နော်ချစ်ချင်းမုန်းခြင်းလွတ်မြောက်ခြင်းဆိုတဲ့တရားကိုရည်တာပို့ပြီးတော့ဆုံးဖြတ်ကြရအောင်နော်ဘဝတုသဗ္ဗမင်္ဂလာရကံတုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓနုဘာဝေနတရာဒုက္ခိဝန္တုတိဘဝတုသဗ္ဗမင်္ဂလာရကံတုသဗ္ဗဒေဝတာသဗ္ဗဓမ္မနုဘာဝေနတရာဒုက္ခိဝန္တုတိဘဝတုသဗ္ဗမင်္ဂလာရကံတုသဗ္ဗဒေဝတာသဗ္ဗသံဃာနုဘာဝေနတရာဒုက္ခိဝန္တုတိဒေဂဝါလတိတရားနာပိသပေါင်းတော်အောင်တို့ဇာတာအလုံးသောတတ္တဝါနန္ဒတို့အားသဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းစွာမြတ်မင်္ဂလာဝဝတိဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေရကုန်သောတမိမိတို့အိမ်မှာစောင့်ကြနေရကုန်သောမိမိတို့တာနာမိမိတို့တော်မှာစောင့်ကြနေရကုန်သောဉာဏ်ဉာဏ်ကောင်းတဲ့ပေါင်းတို့ကလည်းပဲရက္ခဏုကောင်းစွာမသွေဆောင်ရှောက်တော်မူနိုင်ကြပါစေတည်းသဗ္ဗဝရတုဝဝေနကိင္ဃဝါလူတေစုမကပွင့်တော်မူကြတဲ့သုတ္တတာပါပဲရေကိုယ်တော်မြတ်တို့ရဲ့ဘုဒ္ဓေသောအနုဘောတော်တို့ရ၎င်းသဗ္ဗဓမ္မတုဝဝေနဗေဒိတံဘုရိယနိဗ္ဗာန်ပရိယဆိုသောဆင်တော်တရားတော်မြတ်တို့ရဲ့ဘုဒ္ဓေသောအနုဘောတော်တို့ရ၎င်းသဗ္ဗသံဃာတုဝဝေနမေကတံလေးရောက်ပလတံလေးရောက်ဆိုသောရှင်တော်ရိယတံဃာရှင်မြတ်တို့နဲ့တကွာတိလဘုဒ္ဓဝါဒီကိုပညာကိုတို့လည်းပြည့်စုံတော်မူရတဲ့သမုဒိတံဃာအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတေသောအနုဘောတော်တို့ရ၎င်းဗြဟ္မဏေယောညပါဘေကမဆိုင်ခြင်းရှိတိုင်းသူဒီကိုစိတ်တရားကြောင့်မှချမ်းသာခြင်းရှိကြဘုဒ္ဓေဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း